အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုတင်စားလို့ရဲ့ AK Lab Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရရှင်ဒီနေ့မှလည်းတင်စားကတီတန်ရဲ့အသေးလေးဆိုတဲ့ဇလန်ကောင်းလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပရိသတ်များအားလုံးကတင်စားနဲ့တူတူလိုက်ပါလို့ခန်းစားနားဆင်ပေးဖို့အတွက်တင်စားဖိတ်ခေါ်ရင်းနဲ့ဇလန်လေးကိုအခုပဲစတင်ပြစေထမ်းမြက်ဇေယျမေတိနဲ့ကာယန်တို့၄ယောက်သာမိုးစော်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေကနေမိတိကနေရပါလို့ဒီကိစ္စကိုတီးတက်အောင်အတိမပေးလိုက်တာနဲ့ငါတို့ဒီကိစ္စကနင့်အမလို့ထင်တာပဲဘာလို့ငါအမဖြစ်ရမှာလဲမိတိကငါတို့6ယောက်က15နှစ်အရွယ်တည်းကခင်လာကြရလေဟာတောင်နေကသူ့ကိုဘာမှမပြောတော့ तू လည်းစိတ်ပေါက်မှာပေါ့ဟာမိုးစော်မင်းကအမှန်တိုင်းဖြစ်မင်းမဟုတ်မှလွယ်ရောအသက်ကိုစိတ်ဝင်စားနေရလားဇေယျရဲ့စကားကိုကြားလိုက်တော့အားလုံးမိုးစော်ကိုတန်တော်နဲ့ကြည်လာကြပါတယ်မိုးစော်ဒါတကယ်ကြီးလားမဟုတ်ပါဘူးဟာငါဘာကိစ္စနဲ့ဒီအိမ်တော်တဲ့မိန်းကလေးကိုကြိုက်ရမှာလဲဒါဆိုဘာလို့သူတို့ကိုကွာရှင်းမင်းဟာအသေးကိုလိုက်မယ်လို့ပြောနေရလဲဒါငါဆရလို့ပြောခဲ့ပြီးသားလေကွာမိုးစော်တရားထိုင်ရကနေထားလိုက်ပြီးတော့သူတို့အားလုံးကိုကြောပေးလိုက်တယ်သူ့ရင်ထဲကစိတ်ရင်းအမှန်ကိုတော့သူ့အလွဲပြီးတော့ဘယ်သူမှမသိပါဘူးအသေးကကိုကြီးကိုစိတ်ကောက်နေရကြောင်းသူ့ကိုအမြင်ကက်ကက်နေပြီးဥက္ကာလေးကိုသူမနဲ့အတူလိုက်ဖို့အတွက်ညနေတည်းကသွားခေါ်ထားလိုက်ပါရီအသေးကအလိုလိုက်မှန်းသိတော့ဥက္ကာလည်းမငင်းရှာဘူးတီတတဘဲဦးနဲ့ချာမှာကျွေးမှာပေါ့တာရဲ့တတလေးကိုတီကဘဲဦးတွေအများကြီးကျွေးမှာဒါမှတတလေးကအားရှိလာမှာလေအိမ်မွန်တက်လိုက်တာနဲ့သူအတန်တွေကိုကြားလိုက်ရတယ်ဟိုကလေးလေးရောက်နေပြီဆိုတာသူသိလိုက်ပါရီသူအိမ်ထဲရောက်တော့ထင်းတဲ့အတိုင်းပဲဒီကောင်ဘာလာလို့ပြန်လာလဲအသေးခေါ်တာလေသူ့ကိုဒီညာအသေးနဲ့တူသိမ့်မှာဘာကွာကြော်မမင်းဒါပါသဘောလေကွာရှင်းနေတာပဲအသေးလို့ကျွန်တော်မပေးမှတော့ကိုကြီးလို့ကျွန်တော်လည်းအသေးမပေးနိုင်ဘူးတဲပန့်ခတ်သူမှမချားတဲ့ပုံစံနဲ့သူ့စီကအကြည့်လွှဲထားလိုက်တယ်အေးဟုတ်ပြီမင်းတွေ့မယ်ကိုကြီးကဒီလိုပြောပြီးတော့အိမ်မော်တက်သွားခဲ့တယ်ညရောက်တော့ထုံးစံအတိုင်းပဲမဟုတ်ကာတို့ကတော့ဇာတိပြပြန်ပါပြီတတတီပြမင်းတတလေးကတတမိမိရဲ့ချိုပဲကိုင်လို့ရမှာလေတတရဲ့တီကိုကိုင်လို့မရဘူးရင်ကောက်တော့ကတော့ကိုင်လို့ရပြီးတော့ဒါပေမဲ့အမြဲတမ်းမရဘူးလေတရဲ့အဲ့ဒီချိန်မှာကိုကြီးခန်းထဲဝင်လာပြီးတော့ရဘာရီကတိကြောင်လုံနေရလဲတီကတတကိုချိုပေးကိုင်ဦးဟဲ့အောင်နိုးလူပဲဟဲကိုကြီးကလေးကိုဘယ်လိုခေါ်လိုက်တာတော့မဟုတ်လို့လားကွသူငါစီကနေမင်းရဲ့နို့လလာလှုပ်နေရလေဒီမှာမင်းတီရဲ့ပစ္စည်းကငါပဲကင်လို့ရတာကွအဲ့ဒီချိုရဲ့ပိုင်ရှင်ကငါပဲမင်းကမင်းမမေရဲ့ချိုပဲတွားကင်တွားမရဘူးတီကိုပဲကင်မှာမင်းရတော့ကွာခဲ့ပါကိုကြီးရဲ့ကလေးနဲ့တူပြီးတော့ရမ်းဖြစ်မနေပါနဲ့တော့နောက်ဆုံးတော့အသေးရပဲရှော့ပေးလိုက်ရတယ်ကိုကြီးကိုရှောင်ကျင်လို့ဥက္ကာကိုခေါ်လိုက်မှာပဲသူမအဖြစ်ကခုတော့ဘယ်တယောက်ညာတယောက်နဲ့အသေးဒီကောင်မင်းအိတ်ခိုင်းလိုက်တော့ကွာသူ့ကိုအသေး6သိလိုက်အောင်မေသူမျက်နှာရှိကောင်ကျုံနေဥက္ကာကိုကြည့်နေပါတယ်အဲ့ဒီကမှအသေးလေးဥက္ကာကိုတချင်းဆိုပြီးတော့အိပ်ပျော်အောင်တိတ်လိုက်ရတယ်ကလေးကိုစိတ်ရှိရှိနဲ့6သိနေတဲ့သူမကိုကြည့်ပြီးတော့တီတန့်ပြောင်းလဲမိပါတယ်အကယ်၍သူတို့မှသာရင်သွေးလေးရလာရင်ရောဒီအတွေးတွေကသူ့ရင်ထဲကိုနှွေးကနေဖြစ်သွားစေပါတယ်အချိန်တစ်ခုကြာတော့ဥက္ကာအိမ်မောကျသွားပါတယ်ဥက္ကာအိတ်သွားတဲ့တီတန့်တယောက်စိတ်မထိန်နိုင်တော့သူဟာတကယ်ပဲသူမကိုယူသူဆွဲလန်းနေပါတယ်သူမကိုယူသူဆွဲလန်းနေပြီးတော့မတွေးထရရင်မြင်နိုင်အောင်လို့ဖြစ်နေပါပြီတဲပန်ခက်ကတကယ်ကိုအစိတ်ပြင်းတဲ့ကောင်မလေးတယောက်ပါတကားခောက်တန်တဲ့အတူသူယုံခန်းတကားပွင့်သွားပြီးတော့ဝန်တန်းမင်းကလေးတယောက်သူယုံခန်းထဲကိုဝင်လာခဲ့ကိုဒီမှာကိုဒီအတွက်ညီကော်ဖီဖျော်လာပြီးတယ်ထားခဲ့လိုက်ပြောပြရရင်တီတန့်ဖိုင်တွေတွေကိုပြန်ကြည့်လိုက်တာမို့မြူးမျက်နှာခက်တင်းတင်းလေးဖြစ်သွားတယ်မြူးဆိုရဲတိမ်ငွေးမြူးအရက်ရှိပြီးတော့အသားဖြူပြီးခန္ဓာကိုယ်ကောင်းကြောင်းနဲ့အတော်လှပါတယ်ခါသေးတင်ချီပုံစံမျိုးဖြစ်ပြီးတော့ရေလိုက်ကောက်စပင်းတွေကိုအမြဲတမ်းခက်မြင့်မြင့်မှစီးထားတတ်တယ်မြင်းနဲ့ကြာသွဲလျားတဲ့သူမို့သူဟာမြန်မာထက်နိုင်ငံသားသူတွေနဲ့ပိုစင်ပါတယ်ခြုံငုံပြောရရင်သူမဝန်ထမ်းမင်းကလေးတွေအားလုံးထဲမှာအလားဆုံးပါဒါပေမဲ့တီတက်ကတော့သူမကိုစိတ်ဝင်စားရမပြောက်ဒီနေ့ကိုတီရုံးလာတော့ကြာရင်နော်ဘာလဲအိမ်ကမိန်းမနဲ့ညနေသွားလို့လားအဲ့ဒါမင်းနဲ့ဘာဆိုင်လဲဝင်နဲ့ဝင်နှန်းလို့လေငါမကြခင်မှာမင်းတို့အုပ်ချုပ်ရမယ်သူငါရဲ့ကိုရီကိုရာတွေကိုမိလာဝန်စပတ်နဲ့
သွားတော့ဟုတ်ကဲ့ပါသူနဲ့ကွယ်သွားတာနဲ့ညူရဲ့မျက်နှာမဲရွက်ပြစ်လိုက်တယ်သူ့ကိုချင်းကပ်ဖို့ကအတော်လေးစူးစမ်းရအောင်ပါညူပြင်းရောက်တာနဲ့စကတ်ထဲကဖုန်းဝင်ထုတ်ပြီးတော့လူသူကင်းရှင်းတဲ့လေကားဘက်ကိုဆင်းခဲ့ပြီးတော့ဖုန်းကွန်တက်ထဲကနံပါတ်တစ်ခုနှိပ်လိုက်ပါတယ်ဟယ်လိုအဆင်မပြေသေးဘူးသူကမောက်မာပြီးတော့အကြောတင်နေကပ်ဖို့လည်းမလွယ်ဘူးအင်းမစူးစမ်းပါမယ်စိတ်မပူနဲ့နော်ဟုတ်ဒါပဲနော်သူမဖုန်းချပြီးကနေနေရာကနေပြန်ထွက်လာခဲ့လိုက်တယ်တီတက်မြင်မလို့လူကသူမလိုမိန်းကလေးမျိုးကိုကြတာမငင်းနိုင်တော့ပါဘူးတီတက်နဲ့မိုးစီတို့ပြဿနာဖြစ်ပြီးရဲ့နောက်ပိုင်းမှာနှစ်ယောက်သားခက်ကင်းကင်းဖြစ်သွားပြီးတော့ကျန်တဲ့၄ယောက်ကပဲသူတို့ကိုဂျားရဲကနေစစ်ဆက်ပေးဖို့အတွက်စူးစမ်းရပါရင်ဒါကြောင့်မို့လို့တီတက်ရုံပေးရက်မှာသူတို့တွေမိုးစီကိုခေါ်ပြီးတော့တီတက်ရဲ့အိမ်ကိုရောက်လာကြတယ်တီတက်ငါတောင်းပန်ပါတယ်ကွာမင်းဝေချင်းမပြောဘဲနဲ့ငါအသေးကိုတိုက်ရိုက်ပြောလိုက်ပြီလို့သူကတောင်းပန်နေမှာတော့တီတက်ကလည်းစိတ်ကိုရှော့ချပစ်လိုက်ရတယ်။ရပါတယ်ကွာငါလည်းလုံခဲ့တာပဲကွာနောက်တစ်ခါသာမင်းထက်မဖြစ်စေနဲ့သူတို့ရေကူးကန်နာမှာထိုင်နေကြတာမို့ကာယံကရေကူးကန်ကိုကြည့်ပြီးတော့ရေကူးကန်ကကြဲရွဲ့နော်ဖိုးပါလီလောက်လိုက်လို့ရှိရင်တော့အရမ်းမိုက်မှာကွာအေးနော်ဟဲ့တီတက်ငါတို့6ယောက်ဖိုးပါလီလောက်ရအောင်ကွာဒီကစီကအသေးကိုပဲသွားထားမှလည်းနင်းရလေသူ့ကိုဘာလို့ခေါ်နေမှလဲသူကဒါမျိုးတွေမှမဖြစ်တာဟုတ်တာပဲကွာအသေးကဦးချာချာကောင်းပါလေဒါပေမဲ့ तू ကခိုင်းလို့တော့ရန်ကောင်းတာနော်အင်းလေဒီတန်းမျက်နှာနဲ့ကို तू ကငါတို့နှက်သမျှကိုခံနေရရှာတာကာယံနဲ့မေတိပြောနေရတယ်အသေးအကုန်ကြားလိုက်ရတယ်မမြတ်တဲ့ကိုကြီးတို့စီစားတရားကြီးတော့ပို့ဖို့ပြင်နေလို့အသေးကမမြတ်တဲ့ကိုစားအခုလိုမျိုးရောက်လာခဲ့ရတာပါသူတို့ဘယ်တော့နေရအသေးကိုအခုလိုမျိုးလောင်နေကြရလဲမသိဘူးပြီးတော့ကိုကြီးကသူမဘက်ကနေဘာမှမပြောပြခဲ့တော့အသေးအရင်စိတ်ဆိုးမိပါတယ်ခင်မွန်းတယောက်အနေနဲ့ကိုစနီးကိုတော့ကာကွယ်ရမယ်မဟုတ်လားအခုတော့အသေးအဲ့ဒီနေရာမှာနေနိုင်စမ်းမရှိတော့လို့စားစရာတွေပြန်ယူပြီးတော့အဲ့ဒီနေရာကနေလက်ထွက်လာခဲ့လိုက်တယ်ဒီတန်းသူ့နဲ့တရားအေးခွက်ကိုဆွဲဖို့တင်ပြီးတော့ညီတို့ထပ်မပြောတော့ရင်ကောင်းမယ်နော်ဘာလို့လဲငါ့ကိုရှေ့ထားပြီးတော့ငါမိမကိုနှိမ်တယ်လို့ပြောနေအောင်ပြောတာနင်ကသူ့ကိုထိလို့နားနေရလားနင်းစိတ်တွေသူ့အပေါ်ပြောင်းလဲသွားပြီလားငါဘယ်တော့မှမပြောင်းလဲခဲ့ဘူးအရင်တည်းကနင်တို့တွေအသေးကိုဆက်ဆံတာကိုငါသဘောတွေးခဲ့တာမဟုတ်ဘူးအဲ့ဒီတော့ကတော့အသေးနဲ့ငါဘာမှပတ်သက်တာမဟုတ်တော့ငါမပြောခဲ့ဘူးဒါပေမဲ့ तू အခုငါမိမဖြစ်နေပြီနင်တို့မစင်မတင်ထပ်မပြောကြနဲ့တော့သူတို့ဟာလုံးပါဇက်တွေပိတ်သွားကြတယ်ထက်မြက်ကငါတို့ဒီညဖူးပါတီလောက်ကြမယ်ကွာအဲ့လိုစကားလမ်းကြောင်းလွှဲလိုက်မှပဲသူတို့ရဲ့စကားဝိုင်းကအသက်ပြန်ဝင်လာခဲ့ပါတယ်ဒါဆိုငါတို့လိုအပ်တာတွေတောက်ဝယ်ရအောင်လေအေးငါတို့လည်းရေကူးဝစ်ဆောင်ဝယ်ရမှာဆိုတော့တခါရေးတူတူသွားရအောင်ဒီလိုနဲ့ပဲသူတို့အလုံးရှိုးရှိုးနဲ့တီတန့်ရဲ့အိမ်ကနေပြန်လာခဲ့ကြပါရီဒီကမှတီတန့်လည်းအိမ်မောင်တက်လာခဲ့လိုက်ပြီးတော့သူ့ခန်းထဲဝင်လာခဲ့လိုက်တယ်အခန်းထဲရောက်တော့အသေးအသူ့ကိုကြောပေးပြီးတော့အိတ်နေပြီလားတော့မသိဘူးဟိတ်ဘဲယူဆိုမှသူမချက်ချင်းလဲကြည့်လာတယ်နင်ကောင်းလားကွကောင်းပါလေကိုကြီးရဲ့ကိုကြီးတငယ်ချင်းကြီးပြန်သွားကြပြီလားဒီညပူးပါတီလုံးမှာအဲ့ဒါလိုအပ်တာတွေတောက်ဝဲကြရင်အသေးအိယာနဲ့ထားပြီးတော့သူ့စီကိုရှောင်းလာပြီးတော့အသေးပါလို့ရလာရင်ဘာရဲ့အသေးလည်းအဲ့ဒီပါတီမှာပါလို့ရလာလို့အသေးတစ်ခါမှမကြုံဘူးသေးလို့ပါမရဘူးဘာလို့လဲမရအောင်ဆိုမရဘူးပဲကွာထပ်မပြောနေတော့အသေးလည်းရေကူးဝစ်ဆောင်ဝင်မှာပေါ့ဘာအသေးခန္ဓာကိုယ်ကလှရလို့မမဆုမြက်ကပြောတယ်အသေးသာဆွမ်ဆူဝလိုက်ရင်ပိတ်ထန်စမ်းသူစကားမဆုံးခင်မှာပဲကိုကြီးကអော်လိုက်တော့အသေးကိုလေးတုံသွားရပါရီထပ်ပြောဦးမစင်စားနဲ့တဲပန်းခတ်မင်းကငါခွင့်မပြုဘူးလို့ပြောပြီးသားနော်မင်းခန္ဓာကိုလူတကာပြချင်နေနဲ့သူអော်လိုက်တော့သူမချက်ချင်းပဲမျက်ရည်တွေဝေးတက်လို့လာပြီးအင်းမပြောတော့ပါဘူးအဲ့လိုပြောပြီးတော့ကရင်မော်ပြန်တက်သွားပြီးစောင်းကောင်းမှုကြုံပြီးတော့အိတ်လိုက်တယ်ဒီတက်လည်းစိတ်ရှုပ်စွာနဲ့စပင်းလေးကိုထိုးပွားပြီးမှအခန်းထဲကနေပြန်ထွက်လာခဲ့လိုက်ပါတယ်သူမရဲ့ခန္ဓာကိုယ်လာတာသူသိနေလေသူမသာရေကူးဝစ်စုံဝစ်ကြည့်ပါလားဟိုသုံးကောင်ရဲ့မျက်လုံးတွေကသူမစီယာကိုခွာမှမဟုတ်တော့ကျိန်းသေးတယ်တနာစိမ့်နဲ့မဟုတ်ရင်တော့မှအနေနဲ့များတော့တေချာကြည့်ကြမှာပဲအထူးသဖြင့်သူမရဲ့အမိုးအမောက်တွေကိုပေါ့သူတောင်သိနေရတော့မှသူမကိုခွင့်ပြုပေးစရာလားသူမကိုပဲအကောင်လာကြည့်တာမှမကြိုက်ဘူးဒါပေမဲ့အသေးစိတ်ထဲမှာထင်းသွားတာကတော့သူကမလှလို့အဲ့ဒီပါတီတွေနဲ့မတန်လို့ကိုကြီးကခွင့်မပြုတာပဲလို့ထင်လိုက်တာပါသူတို့ပါတီအတွက်ပြင်ဆင်နေတော့မှပဲအသေးကိုသူ့အမဝန်ခွဲစုမြက်ကလာခေါ်သွားခဲ့တယ်သူလည်းဘယ်သွားမှလဲလို့တော့မမေးလိုက်မိဘူး
နေရာတိုင်းမှာ personal ဆိုတာရှိတာမို့သူမကိုချုပ်ချယ်ပုံစံမျိုးနဲ့ဘာမှမမေးချင်ဘူးဒီတဲ့ငါမေးစရာရှိလို့ရလားသူတို့ဝိုင်းတဲ့အသီးတွေပြင်းနေတော့မှမိုးစောကသူ့နားကိုကပ်လာပြီးတော့မေးလာတယ်ဘာလဲမင်းအထင်မလွဲဖို့အထနာမကောက်ဖို့တော့ငါပြောချင်တယ်ကွစိုးစမ်းမအောင်မင်းရင်ကအသက်ကိုကွာရှင်းမယ်လို့ပြောတာတကယ်ပဲလားမင်းဘာလို့ဖို့လဲဒီတိုင်းသိချင်လို့ပါမင်းနဲ့အသက်ကလက်ထက်တာလည်းဘာမှမကြသေးဘူးလေကွာအသက်ကလည်းဘာပြစ်မှမလုပ်ထားဘဲနဲ့မင်းကကွာရှင်းမယ်ဆိုရင်လို့သူ့အတွက်မတရားဘူးလားလို့ပါအဲ့ဒါငါတို့ကိစ္စပါကွအေးပါဖြစ်နိုင်ရင်ငါတော့မင်းကိုသူနဲ့မကွာရှင်းစေချင်ဘူးနှစ်ယောက်စလုံးအတွက်မကောင်းလေအေးပါတီတက်လည်းဘာမှဆက်မပြောတော့ဘဲနဲ့မိုးစော်လည်းဘာမှမပြောတော့ဘူးအချိန်ကလည်းတဖြည်းဖြည်းနဲ့ကုန်လွန်လာပြီမို့ပါတီချိန်ကိုနီးကပ်လာပြီအဲ့ဒီချိန်ကြီးအသေးအိမ်ကိုပြန်မလာသေးဘူးသူဖုန်းဆက်တော့လည်းမကင်နိုင်မို့နီးလေယာကိစ္စနဲ့သူ့ကိုစိတ်ဆိုးပြီးစိတ်တရားတွေရှောက်လုံနေမှာကိုသူ့မှာရဲတမဲရေးဖြစ်နေရပြန်ပါတယ်ဟိအောင်တီတက်ဘာဖြစ်နေရလဲကွမင်းရဲ့ရုပ်ကြီးရလဲစိတ်ဆင်းရဲနေတဲ့ပုံစံနဲ့မင်းသေးစကားကိုဘာမှပြန်မပြောနိုင်တော့ဘူးတချင်းတန်မြည်ကြွနေပြီလူကရေထဲမှာရှိနေပြီမေသူ့ရင်ထဲမှာတော့အပူလုံးကြီးကိုမျိုးချမ်းထားရတယ်လို့ပဲဘာလဲနေမိမအောင်စိတ်ပူနေရလားသူမေသေးကိုလမ်းကြည့်လိုက်စမှာပဲမျက်လုံးတောင်ကအရေးကြောက်သူ့ဘေးကိုကြည့်လိုက်တော့သူ့ရင်ထဲမှာအန်ဩရာတွေဒေါသထက်တာတွေစုပြုံသွားတယ်သူတလောက်တားနေတဲ့ကြားတွေကနေပြီးတော့ရေကူးဝစ်စုံဝစ်ပြီးသူတို့ပါတီတွေကိုရောက်လာတဲ့အသေးရေကူးဝစ်စုံဘရာသူမရင်သားကိုလုံးလုံးကြုံကြုံဖုံးပြပေးနိုင်စွမ်းမရှိဘူးခါသိမ့်သိမ့်လေးနဲ့အတူချက်ကပ်နေတဲ့ပိုက်သားဖြစ်ပြူလေးတွေတယ်လျာနေတဲ့ပေါင်တန်တွေနဲ့တင်ပါလုံးလုံးလေးတွေအကုန်လုံးကစိတ်ထဲကနေပြင်းမကျင်စရာတွေကြီးပဲလူတော်မားရဲ့အသေးဟာအသေးကိုမလာတော့ဦးတောင်တင်းနေရသူထက်မြက်ကိုလည်းကြည့်လိုက်တော့သူဟာအသေးရဲ့ခန္ဓာကိုယ်စုံချီစံချီကြည့်နေရမှုသူတော်စိတ်ပေါက်သွားရတယ်အသေးရဲ့ခန္ဓာကိုယ်ရမ်းလာတာပဲအားကြလိုက်တာမဟုတ်တာမမကန်ရလေမမလောက်တော့အသေးကမလှပါဘူးအသေးကခရီးပြုံးပြီးတော့ရေကူးကန်လေကားတွေကနေတဆင်းရေထဲကိုဆင်းလာပြီးတော့တီတက်ရဲ့ပြီးမှတောက်ရလိုက်တယ်ဇေယအသေးကအလှတရားတွေကိုတမင်ဖုံးကွယ်ထားလားလိုအပ်မှထုတ်သုံးနေပေါ့လေအဲ့လိုလည်းမဟုတ်ပါဘူးအသေးကကိုကြီးကိုကြည့်လိုက်တော့ကိုကြီးကသူ့ဘောင်ကိုစားတော့မဝါတော့မတက်ကြည့်နေပြီးတော့အသေးကြောရဲစိတ်ငနေဖြစ်သွားခဲ့ရတယ်အသေးခံစားနေရတာတွေမမစုမြတ်ကိုလှမ်းပြီးတော့ရင်ဖွင့်တော့မမစုမြတ်ကလုံးဝအရှုံမပေးဖို့ကိုကြီးရဲ့စကားတွေကိုနားမထောင်ဖို့အားပေးလာတယ်အဲ့နောက်သူမကိုအိမ်တီးလာခေါ်ပြီးရေကူးဝစ်စုံတွေလိုက်ဝဲပေးပြီးတော့သူမဘလို့လှုပ်ပြစ်တင်နေဆိုပြီးတော့မြောက်ပေးနေမိတယ်အခုကိုကြီးရဲ့အကြည့်နဲ့ရင်ဆိုင်လိုက်ရတဲ့အချိန်မှာတော့အသေးကိုလို့ရဲ့အတွက်နောင်တရကျင်သွားမိပါတယ်ပါတီပြီးတော့ကိုကြီးရဲ့တငယ်ချင်းတွေအားလုံးအိမ်မပြန်ကြတော့ဘဲနဲ့သူမတို့အိမ်ကအခန်းပိုတွေမှာပဲဖြစ်တယ်လို့အိတ်ခဲ့ကြတယ်ပါတီမာရင်းကတယောက်တည်းကွက်ပြီးတော့မိုးအုံနေတဲ့ကိုကြီးမှာအခုပါတီပြီးလို့အခန်းထဲရောက်တာနဲ့သူမရဲ့လက်မောင်းနှစ်ဖက်ကိုခက်ကြမ်းကြမ်းဆုပ်ကင်ပြီးတော့အသေးမင်းကငါ့ကိုစိန်ခေါ်ရဲပေါ့လေငါမင်းကိုမလာနဲ့လို့ပြောခဲ့တာမင်းကောင်းနေရမမှတ်ထားလားဟမ်အသေးလာတော့ဘာဖြစ်သွားလို့လဲအခုအသေးလှနေရပဲလေအသေးနဲ့လူရဝင်နေရပဲဘာကွာကိုကြီးတို့ကအသေးကိုခတ်တုံတုံမိမရုပ်ဆိုးတဲ့မိမလူရမဝင်ပွဲမတိုးတဲ့မိမဆိုပြီးတော့လောင်ကျင်တိုင်းလှောင်နေကြလို့အသေးကကိုကြီးတို့ကိုတက်တည်ပြလိုက်တာအသေးနာပြောင်းလဲခြင်းအချိန်မရွေးပဲဆိုတာကိုပြလိုက်တာသူမရဲ့စကားကိုနားထောင်နေရတာနဲ့နေ့လည်ကမေသေးတို့ပြောတာကိုကြားသွားပြီဆိုတာသူတန်းသိလိုက်တယ်အသေးမင်းညနေရစကားတွေကိုကြားလိုက်တာလားအသေးဘားပြင်ထက်ကစီးကြလာတဲ့မျက်ရည်တွေကိုလက်ပမိုးနဲ့ဖိတုပ်ပစ်ပြီးမှကြားတယ်ကိုကြီးအသေးဘက်ကနေပြန်ပြောပေးတာကိုသာမကြားခဲ့တာငါဘာလို့မပြောအသေးကကိုကြီးတွေ့ပါလေဇနီးမယားတရားကိုဟုတ်ရဲ့လားအသေးကိုကိုကြီးရဲ့ဇနီးမယားအနေနဲ့ရောတတ်မှတ်ရဲ့လားဒါမှမဟုတ်အသေးကိုကိုကြီးရဲ့လိန်စိတ်ဆန္ဒတွေဖြည့်ဆည်းပေးတဲ့မိန်းမတယောက်အနေနဲ့ပဲမြင်လာလားအဲ့လိုသာဆိုရင်တော့အပျော်မယ်ဝဲပတ်စံပေးပြီးခေါ်အိတ်လိုက်တော့အသေးနဲ့လာမအိတ်နဲ့ကိုတကယ်ခေါ်အိတ်ရမှာလားဟမ်အဲ့လိုမြင်လိုက်တော့သူမငိုနေရနေသူ့ကိုထိတ်တလက်နဲ့ကြည်လာခဲ့တယ်ဖြေလေကွာမင်းကသူတို့ပြောတာပဲကြားပြီးတော့ငါသူတို့ကိုဘလို့ပြန်ပြောလိုက်တယ်ဆိုတာတော့မကြားဘူးမလားမင်းဘက်ကနေနာပြီးလိုက်ပြောပေးလို့ငါတငယ်ချင်းနေနဲ့ငါဘဲအချိန်အခင်းမင်းပြတ်မလဲဆိုတာမင်းသိရလားရှင်ပြီးတော့မင်းကိုပါတီထဲမလာခိုင်းတာလေမင်းမလှလို့မဟုတ်ဘူးမင်းခန္ဓာကိုယ်ကယောက်ျားတိုင်းကိုတရေတများများဖြစ်စေလို့အခုပဲကြည့်မင်းကအိမ်တောင်သေးပြီးတော့ငါမိမမှန်သိနေရတော့မှဟိုသုံးကောင်မင်းကိုကွက်ကြည့်နဲ့သူတို့ကြည့်တာမင်းရဲ့တင်နေရင်နေပဲဆိုတာငါလောင်းရဲတယ်သူတို့တွေမင်းကိုစိတ်ထဲကနေပြစ်မှားနေရောမင်းကိုမှန်ပြီးတခုခုလုံနေရောအဲ့လိုမဖြစ်ပါဘူးလို့မင်းအာမခံနိုင်လားမင်းကငါမိမငါပိုင်နဲ့ငါဇနီး
ငါအပိုင်ကိုထိတာလည်းမကြိုက်ဘူးကြည့်ရလည်းမကြိုက်ဘူးမင်းကိုမင်းငါအတွက်ပဲထိမ့်သိမ်းထားစမ်းမှာတဲရငါကြည့်ဖို့ပဲထားမင်းကြိုက်တာလုပ်လို့ရတယ်အခုလိုမျိုးမင်းရဲ့အဝိပလာနီးပါးခန္ဓာကိုယ်တော့ငါဘယ်သူ့မှမျှမကြည့်နိုင်ဘူးငါပြောတာကြားရလားဟုတ်ကိုကြီးကသူမခါလေးကိုကြောပြန်ကနေတိုင်းဖက်လာပြီးတော့သူမရဲ့ခန္ဓာကိုယ်လေးကိုသူ့ရင်ပန်းနဲ့ထိကန့်စင်လိုက်တာကြောင့်အသေးရင်ထဲမှာလိုက်ပို့သွားရတယ်သူမအရက်ကကိုကြီးရဲ့ရင်ဘက်တသားပဲရှိတာမို့ကိုကြီးရဲ့နှလုံးကုန်တန်တွေကိုအတိုင်းသားကြားနေရပြီးကိုကြီးရဲ့ကိုသေးနဲ့တင်းတင်းရလေသူမရဲ့နှာခေါင်းကိုတိုးဝဲကြည်စဲလို့နေပါတယ်ပြီးတော့ငါ့ကိုတခြားဘယ်မိမနဲ့မှပေးစားဖို့မကြံနဲ့မင်းပေးစားလဲသုံးမွေဘူးနော်ငါယွန်းတက်တယ်တခြားဘယ်မိမနဲ့မှလည်းမအိပ်ဘူးမင်းကိုပဲကိုကတလက်ကင်သုံးပါမင်းနဲ့မှမဟုတ်ရင်ကိုလက်ကိုပဲကိုအားကိုလိုက်မယ်ဟုတ်ပြီလားကိုကြီးရဲ့စကားကိုကြားလိုက်ရတော့ဟုတ်တာမဟုတ်တာအပထားအသေးချိန်နဲ့စွာနဲ့ပြောရင်းနဲ့သူ့ရင်ဘက်မှာမိထားရင်ခေါင်းဝမ်းဆက်မပြတ်ညှိပြနေမိပါတယ်အိညာတော့ကိုကြီးဟာထိမထမ်းလောက်အောင်လို့အရန်ကိုမှချိုးမြိန်နေခဲ့ပါတယ်ကိုတီအတန်ကြားကနေဘယ်သူဆိုတာမောကြည့်စရာမလိုပါဘူးဒီမှာကိုတီလက်မှတ်တူရမယ်ဆိုင်ရက်စာရယ်နေသူဖိုင်အောင်လက်ယူရင်းနဲ့ဘာရင်မဟုတ်ပဲတိမ်ငွေ့မြူကိုမောကြည့်ပြီးတော့သူမရဲ့ရှန်ရင်ကြီးကကျဲသီးတစ်လုံးပြုတ်နေပြီးတော့သူမလည်းခါကိုင်းထားတာကြောင့်ရှင်သားတွေကိုအတိုင်းသားမြင်နေရတယ်မင်းကလေးလံတိတ်နေရလားရှင်တီတန့်ဘာမှစံမပြောတော့ဘဲနဲ့သူမစီမှာအကြည့်လွှဲလိုက်ပြီးတော့ဆိုင်ရက်စာရယ်နေကိုပဲလက်မှတ်ထိုးနေလိုက်တယ်ဟာဒုက္ခပဲကိုတီတော့မမြင်သင့်တာမြင်ကုန်ပြီရှက်လိုက်တာရှင်သူမလေတန်းချွဲတဲ့ဘက်ကိုသွားနေတော့သူတိမ်ငွေ့မြူပြန်မောကြည့်လိုက်တဲ့အခါမှာသူမဇွဲမှာလက်တွေထောက်ခါကိုကနွေ့ကလေးကကိုင်းထားတော့ဖြစ်ပြီးတော့သူမရဲ့မမြင်သိမမြင်အပ်တာတွေလည်းမြင်နေရတော့မှာပဲရှက်တဲ့မိမဒီလိုမနေဘူးကွမင်းသွားလိုက်တော့ကိုတီကလည်းဇွတ်နေရပဲဒါနဲ့လေညူကြားထားတာကိုတီမိမမလှဘူးဆိုပုံတုံးကြီးဆိုမင်းကဘာသူပြောလဲအားလုံးပြောနေကြတာပဲငါဇနီးကမပြေမစင်နေလို့ तू ကမမြင်သိမမြင်အပ်တဲ့နေရာတွေတအားလာတယ်အော်ဟုတ်လားဟုတ်ပါပြီတွားလိုက်ပါအောင်မယ်သူပြောပြလိုက်တော့တိမ်ငွေ့မြူခမအိုးတို့အန်တန်နဲ့ပဲသူခန်းထဲကနေခတ်တုတ်တုတ်ထွက်သွားခဲ့ပါရီဒီလိုအတင်းရဲတဲ့မိမတွေကလေလောကကြီးမှာရှိနေသေးတာပဲစိတ်ပြတ်ဖို့ကောင်းလိုက်တာဒီနေ့လေမိုးစော်တယောက်အသေးစီကိုအကြောင်းမရှိအကြောင်းရှာပြီးရောက်လာပြန်နေသူတို့ကအရင်တည်းကအသေးကိုတမင်တက်တက်အနိုင်ကျင့်ဖြန်ချခဲ့ပြီးကိုရမှာလဲလှောင်ပြောင်နေကြတာကိုသိခဲ့ရတာမို့အသေးစိတ်ထဲမှာတော့မိုးစော်ကိုမကြည့်ချင်ပါဘူးကိုမိုးစော်အသေးစီဘာကိစ္စလဲဟိုတကကိစ္စဆိုရင်တော့အသေးညင်းပြစေနော်ကိုကြီးကလည်းမလုပ်ရဘူးတဲ့အင်းမကိုသိပါတယ်အဲ့ဒီကိစ္စကြောင့်နဲ့ပဲအကိုနဲ့တီတန်တို့စကားများကြသေးတယ်ဟမ်ဘာလို့လဲသူ့ကိုအရင်မပြောလို့တဲ့ကဲထားပါအကိုအခုလာတာအသေးကိုတတိပေးခြင်းလို့ဘာလို့လဲအကိုကအသေးအတွက်ပြောရနော်အသေးနဲ့တီတန်ကိုပြဿနာတက်စေခြင်းလို့မဟုတ်ဘူးပြောပါဦးအခုတီတန်ကသူတို့ကုမ္ပဏီကဝန်ထမ်းမိန်းကလေးတယောက်နဲ့ခြေရှုပ်တင်နေရှင်ဟုတ်တယ်သူ့နာမည်ကတိမ်ငွေ့မြူတဲ့သူကအရန်လှပြီးတော့ဘယ်နေရာမှအပြစ်ပြောစရာမရှိဘူးမဖြစ်နိုင်ဘူးမယုံကိုကြီးကအဲ့လိုလူမဟုတ်ဘူးအကိုလည်းဟုတ်တယ်မဆွဆွဲပါဘူးဒါပေမဲ့အသေးကိုတတိထားစေခြင်းလို့အသေးတယောက်ဘာမှတော့ပြန်မပြောလိုက်မိဘူးအခုလိုမသေးချာမေးရတဲ့ကိစ္စတောင်မှအသေးမှပူပန်နေရတာတကယ်ဒါဆိုရင်တော့အသေးသေးသွားပါလိမ့်မယ်ဒါကြောင့်မိုးစော်ပြန်သွားတာနဲ့အသေးလေးကိုကြီးစီလိုက်သွားဖို့ဆုံးဖြတ်ပြီးတော့မမစုမြတ်ကိုပဲဖုန်းဆက်ကလန့်ခေါ်လိုက်ပါတယ်သူမတီရှန်ပွားနဲ့ထီပေါင်းမီအပွားတွေကိုပဲတွဲဖက်ဝစ်စင်ထားပြီးတော့စပီနီကလည်းဖော်လန်ကျဲနေတာမို့မမစုမြတ်ကနီးကယောက်ျားစီသွားမလားကုမ္ပဏီရှိမှသွားတောင်းစားမလားဒီလိုနဲ့မမစုမြတ်ကသူမကို beauty salon ကိုအရင်ခေါ်ပြီးတော့အလှပြင်ပေးပါရယ်ပြီးတော့သူမအတွက်အဝတ်စားတွေပါလိုက်ဝယ်ပေးပြီးတော့အသေးကိုတခြားလူတယောက်လိုမျိုးပြောင်းလဲပေးခဲ့ပါတယ်ပေါင်တဝက်တသားပဲရှိတဲ့စတိုင်ပန်သားစကတ်အနက်ကလေးနဲ့ဘရာနဲ့နေလားငါလားထင်ရတဲ့ crop top အဖြူရောင်လက်တစ်လုံးလေးပေါ်မှာစကတ်အဖျားနာတီရှည်တဲ့ကိုအင်းကြီးလေးကိုထုတ်ဝစ်ထားတဲ့သူမအဖျားမှာကောက်ထားတဲ့သပင်လေးတွေကိုစူးစီးထားပြီးမျက်နှာမှာလည်းမိတ်ကပ်လေးလိမ့်ချိန်ထားပြန်ပါတယ်ဝင်ခဲ့ပါအဲ့မိန်ကလေးကအခန်းထဲဝင်လာပြီးတော့မှကိုတီတက်ဧည့်သည်ရောက်နေပါတယ်ဘာတူလဲဒီမိန်ကလေးကမဖြေဘဲနဲ့နေရာကနေဖယ်ပေးလိုက်တော့သူအလိုမမိနေတဲ့ခြေရန်တွေ့လေးဟာအခန်းထဲအရင်ရောက်လာပြီးတော့သူ့ရင်ထဲအေးကနေဖြစ်သွားစေရပါတယ်သူစိတ်ဝင်စားနေကြည့်နေတော့မှပဲအတင်းကအခန်းထဲဝင်ချလာတော့မို့သူထိုင်ရကနေထိုင်ရပြီးတော့သူမစီခက်မြင်မြန်ပဲရှောက်လာခဲ့လိုက်ရပါတယ်အသေးဘယ်လိုဖြစ်ပြီးရောက်လာတာလဲကွကိုကြီးကိုတွေ့ကြလို့ပေါ့ပါလိုက်အသေးကဒီကိုလာခွင့်မရှိဘူးလား
မဟုတ်ပါဘူးကွာလာခွင့်ရှိပါတယ်ဒါနဲ့အခုကဘလို့ပုံစံဖြစ်နေရတော့အတူပြက်တွေဝေးဖို့ဘသူအမြောက်ပေးလိုက်တာလဲအင်ကြီးရောအတွင်းခံနဲ့မှားဝလာလားဘာလို့လဲကိုကြီးရဲ့မလှလို့လားကိုကြီးကအသေးရဲ့ခါလေးကိုဆွဲပတ်ပြီးတော့မင်းကငါ့ကိုကုမ္ပဏီထိလာပြီးတော့စိန်ခေါ်နေရပေါ့လေငါ့ကိုလာပြီးမြှူဆွဲဖို့အတွက်တက်တီတွေကောင်းနေရပေါ့မဟုတ်ပါဘူးကိုကြီးရဲ့အသေးကသူမစကားမဆုံးခင်မှာပဲကိုကြီးကသူမနှကန်းတွေကိုနမ်းဆိုင်လာခဲ့ပါတယ်အဲ့နောက်သူမဖက်နှက်တွေကိုဆွဲချပြီးတော့သူမရဲ့ရှေ့မှာဒူးတစ်ပတ်ထောင်ထိုင်ကြလာခဲ့ပြီးတော့သူမရဲ့ခြေပမိုးလေးကိုနမ်းလိုက်တဲ့အခါမှာအသေးမျက်လုံးလေးတွေဝိုင်းဆက်သွားရပါတယ်ကိုကြီးဘာလို့တာလဲကိုကြီးရဲ့နမ်းကျင်လို့ခဏကြာတော့ကိုကြီးကသူမကိုယ်လေးကိုပွေ့ချပြီးတော့ဆိုဖာစီကိုရှောင်းလာပြီးသူမကိုဆိုဖာပေါ်မှာအိတ်ဆက်စီလိုက်ပါတယ်အိတ်နေလိုက်နော်ညနေကျရင်တူတူပြန်ကြမယ်ဟုတ်နေ့လယ်စာရောစားခဲ့ပြီလားစားပြီဟုတ်ပြီအိတ်နေလိုက်နော်ဟိုလေကိုကြီးဒီမှာတိမ်ငွေ့မြူဆိုတာရှိလားယင်ရှိတယ်လေနေပါဦးအသေးကဘလို့သိရလဲဒီလိုပါပဲပြီးတော့ तू ကလှရဲဆိုအလက်ကစက်ကော့လက်ကော့ပါဘာမှလည်းမလောက်နေစမ်းမအောင်မဟုတ်မှလည်းရောမင်းတီကိုလာတာတွေ့ကြောက်လားအဲ့လိုမဟုတ်ပါဘူးကိုကြီးရဲ့ဒါဆိုသူ့ကိုဘလို့သိရလဲဘာလို့အသေးကမေးနေရလဲအဲ့ဒါဟိုကအသေးဖျားခက်သွားပါတယ်ဒီလိုမှန်းသိရင်မမေးလိုက်ပါဘူးခဏဆောင်ကိုကြီးနေရာနေထသွားပြီးတော့ဇွဲပေါ်ကျိုးဖုန်းကိုနှိပ်ပြီးတိမ်ခွင်းပြူငါယုံခဲနဲ့လှုပ်လိုက်အဲ့လိုပြောလိုက်တော့အသေးတန်တော်နဲ့ပဲအဲ့နေရာကနေထထိုင်လိုက်မိတယ်ကိုကြီးကအမိန်ပြီးပြီးရနဲ့သူ့မထံကိုပြန်ရှောင်လာပြီးတော့ဘေးမှာဝင်ထိုင်ကခဏဆောင်လာလိုက်မယ်ချက်ချင်းဆိုသလိုပဲတကားခောက်တန်ကြားလိုက်ရပြီးတော့တကားမှာပွင့်သွားတာမို့အသေးလေးတကားစီကိုလှမ်းကြည့်တဲ့အခါမှာတောင်တောင်ဖြောင်းဖြောင်းနဲ့အသားဖြူပြီးရုပ်ရည်ချောမောလုံးနေတဲ့အမျိုးသမီးတူအခန်းထဲဝင်လာတော့အသေးမျက်နှာလေးပြည့်ရင်သွားရပါတယ်မြို့ကိုခေါ်ရဲဆိုကိုတီဟုတ်တယ်ငါမိမမင်းကိုတွေ့ကြလို့တဲ့နှုတ်ဆက်လိုက်အောင်ဒါမကြခင်မှာမင်းရဲ့ဆရာကြောဖြစ်လာမဲ့သူတဲပန်းခတ်တဲ့ဟုတ်တွေ့ရတော့ဝမ်းသာပါရဲ့ရှင်ညနာမည်ကတိမ်ငွေ့မြူပါဟုတ်ကဲ့ကျမကတဲပန်းခတ်ပါကဲမင်းသွားလို့ရပြီတီးတန်းပြောလိုက်တာနဲ့တိမ်ငွေ့မြူကချက်ချင်းပဲရုံကန်းထဲကနေထွက်သွားပါတော့ကိုကြီးပြောတော့မလှဘူးဆိုမလှဘူးလေလှပါတယ်ကိုကြီးရဲ့မလှပါဘူးကွာမင်းဘာမျက်လုံးနဲ့ကြည့်လိုက်တာလဲကိုကြီးကလည်းဒီလောက်ဖြူဖြူထောဆောလေးကိုမင်းတော့မဖြူပါဘူးအသေးအဖြူလို့လားကိုကြီးကသူမမျက်နှာနာထိနန်းတော့မလို့တိုးကပ်လာပြီးတော့မှဖြူတယ်လေကွာလေမထိနေနေရတယ်မို့အဲ့လိုခန့်တူးတူးပြောတော့အသေးမျက်နှာလေးထူအမ်းပြီးနေရဲသွားရပါတယ်ဟိုအသေးအိတ်တော့မယ်ဟုတ်ပြီအဲ့ကိုလည်းအလုပ်လုပ်လိုက်အောင်မေးတခုစားချင်သေးလားမှားပေးမယ်လေတော်ပါပြီမစားချင်တော့ဟုတ်ပြီဒါဆိုအိတ်တော့နော်ဟုတ်ကိုကြီးသူမဘေးကထောက်ကားတာနဲ့အသေးလေးဆိုဖာမှာပြန်လဲအိတ်လိုက်တယ်ဒီတန်းကတော့ဇွဲမောင်ဝင်ထိုင်ပြီးတာနဲ့ဆိုဖာပေါ်မှာအိပ်ပျော်နေအသေးကိုလှမ်းကြည့်ပြီးနှကန်းကိုတွန့်ချိုးကပြုံးလိုက်ပါတယ်သူမသူ့ကိုတဝင်းတိုးပြီးရောက်လာတယ်ဆိုတာသိလိုက်ရတော့ရှင်ထဲမှာနှွေးကနေဖြစ်သွားခဲ့ရတယ်ပြီးတော့သူမကိုရင်ထဲမှာတန်တရားတွေထွေးပိုက်ထားရတာမျိုးမဖြစ်စေချင်ဘူးသူမကိုဂယူးဆိုင်မှုတွေပေးချင်နေပြီးတော့စိတ်ထဲမှာလည်းသူမနဲ့ပတ်သက်ပြီးဘာမှတန်တရားမဝင်စေချင်ဘူးသူမကိုစိတ်လုံခြုံမှုအပြည့်ပေးချင်တယ်လို့ပဲပြောရမလားပဲသူစိတ်ကိုသူတကယ်ပဲနားမလည်နိုင်တော့ပါဘူးသူ့မိမကုမ္ပဏီကိုရောက်လာတယ်တီတန်းကလည်းမြို့ကိုခေါ်ပြီးတော့သူ့မိမနဲ့မိတ်ဆက်ပေးတယ်ရှင်ပြောတော့အဲ့ဒီမိမမလှဘူးဆိုထုံးစံအတိုင်းတိမ်ငွေ့မျိုးကတစ်ဖက်ကိုဖုန်းနဲ့လမ်းပြီးတော့တော်တင်နေတာပါရှင်မြို့ကိုမမှန်ပြောစမ်းပါရှင်ခုလိုလုံနေရတဲ့အဲ့ဒီမိမကိုချစ်နေလို့လားပြီးတာပဲလေရှင်ပြောတာမမေ့နဲ့နော်မြူသားအောင်မြင်ရှင်မြို့ကိုရှင်နာတစ်သက်လုံးခေါ်ထားမယ်ဆိုတာပြီးတာပဲမြို့ကိုလှည့်စားမယ်တော့မကြက်နဲ့မြို့ကငိမ့်ခံနေမှာမဟုတ်ဘူးအဲ့လိုပြောပြရနဲ့သူမဖုန်းချပစ်လိုက်တယ်တိမ်ငွေ့မြူကလိုချင်တာရဖို့အတွက်အားလုံးလုပ်ရဲတယ်အားလုံးလည်းရင်းရဲတယ်ကိုရင်းနှီးထားသလောက်လေဘာမှပြတ်မရဘူးဆိုရင်တော့အသေးထားတော့ကွာသူအသေးရဲ့ပါးလေးကိုအသာပုတ်နှုတ်လိုက်တော့သူမမျက်လုံးလေးဖွင့်ကြည့်လာတယ်ကိုကြီးအင်ပြန်ရတော့မယ်ကွာထားတော့သူပါဇက်ကလည်းပြောရင်လည်းသူမကိုဆွဲထူလိုက်တယ်တော်တော်မှအေးဝါသွားရဲ့လားကိုကြီးရှိတဲ့နေရာမို့လို့တင်နေကိုကြီးကအသေးပေါ်မှာချိုးတာနေအသေးရန်သဘောကျတာပဲပြီးတော့အသေးလို့ခေါ်ရင်လည်းသဘောကျတယ်လက်မတက်ခင်ကအသေးကိုအမြဲမှန်မဲနေပြီမဲ့လက်တက်ပြီးတော့အရင်ကထက်နူးညံ့လာရယ်နော်အသေးအရန်ပြောတာပဲသိလားအသေးဟုတ်
အကယ်၍နော်အကယ်၍ငါမင်းကိုကွာရှုံးကြီးတောင်းရင်မင်းဘာလုပ်မလဲရှင်အကယ်၍လို့ပြောထားရလေကွာကိုကြီးကကွာရှင်းချင်အသေးကကွာပေးမှာပါဘာသူမဒီလိုမျိုးလွယ်လင်းတကူပြောလာတော့သူ့စိတ်ထဲမှာမကျင်တဲ့ချင်ဘူးကိုကြီးကငကိုရဲကအသေးကိုလက်ထက်ကျင်ခဲ့တာမှမဟုတ်တာကိုကြီးကအသေးနဲ့ကွာရှင်းကျင်ပြီးတော့ကိုကြီးစိတ်ချမ်းသာဖို့ဆိုရင်လေအသေးကကွာပေးမှာပါမင်းရဲ့အဲ့ဒီအချင်ကိုငါမကြိုက်တာနေရတကခေါင်းငုတ်ခံအမြဲတုံးအနေရအမြဲအလျှော့ပေးပြီးတော့ဘတော့မပြည့်သလားမရှိဘူးကိုကြီးမင်းလို့အသေးကပြောပြရလေအသေးကြောင့်တစုံတယောက်စိတ်ဆင်းရဲရမှာမျိုးအသေးမလို့ချင်ကိုနဲ့အတူမရှိချင်တော့တဲ့သူဘာလို့ဘူးဆွဲထားမှာလဲကိုကြီးရဲ့တော်ပြီတဲ့ဘာမှမပြောချင်တော့ဘူးအသေးကိုပြောပြီးတော့ကိုကြီးရုံခန်းထဲကထွက်သွားခဲ့ပါတယ်သူမစိတ်ထဲမှာလည်းငါဘာများမှားသွားပါလဲလို့တွေးနေမိပါတယ်တီတန်းအနေနဲ့က तू ကကွာကျင်နေဆိုရင်တော့မှသူမဘက်ကကွာမပေးနိုင်ပါဘူးလို့ပြောလာမှာကိုမသိစိတ်ကနေမျောလင့်နေမိတာမို့ရလာတဲ့အဖြေကသူလိုချင်တဲ့အဖြေမဟုတ်နေလို့အခုလိုစိတ်ဆိုးနေမိတာပါသူမမရမကတွေ့ကက်နေပါတယ်ဆိုတာမျိုးသူကြားကျင်ခဲ့တာပြီးတော့ तू ကအရင်အန်ချောင်ခဲ့တဲ့ကွာရှင်းမှာဆိုတဲ့စကားကို तू ပြန်ပြောင်းပြောရတော့မယ်တင်နေကိုကြီးကသူမကိုအသေးကျဒေါသထွက်နေတဲ့ပုံပဲညနေကကုမ္ပဏီကပြန်ရောက်တဲ့စကားမပြောတဲ့ကိုကြီးအခုလည်းသူမကိုကြောပွေးအိတ်နေပြန်ပြီကိုကြီးအိတ်ပြီလားကိုကြီးလို့ခုနိုင်နော်အသေးတိုးလေးပြောပြီးတော့သူ့ကိုကြောပြန်ပြလိုက်တယ်တကယ်တော့ဒီတက်မဲ့အိတ်သေးပါဘူးသူမများသူ့ကိုအလိုက်တတိနဲ့ချော့မလားဆိုပြီးတော့တမင်စိတ်ဆိုးပြနေပြီမြဲမင်းကြီးမလေးကတစ်စက်မှအလိုက်မသိဘူးသူစိတ်ဆိုးနေတဲ့အကြောင်းကိုတော့သိရလားမသိပါဘူးသူမှတကယ်ကြောက်ရွံ့ကြီးကိုမိမတော်ထားရတယ်လို့ပဲအခုတော့စိတ်ဆိုးကောင်းလို့ငတ်ပြီကဲရှိစီတော့သူ့အပြစ်နဲ့သူ့ပဲဒီညတော့အငတ်နေရတော့မယ်နောက်နေ့မနေ့ရောက်တဲ့ဒီကိုကြီးကသူမကိုဖမ်းမလို့တော့အသက်မနေတာတော့ဘူးကိုကြီးအသက်ကိုတခုခုမချစ်မနဲ့ဖြစ်နေရလားယင်သူကော်ဖီခွက်ကိုနှခမ်းသားတိတ်ပြီးတော့မတိမတာပြုံးပြီးမှဖြစ်ပါဘူးတကယ်လားကိုကြီးရဲ့တေးကြရဲ့လားမင်းညရအခုထိအသက်ကိုစကားမှမပြောတာအဲ့ဘာလို့လဲအသက်ကိုမချစ်မနဲ့ဖြစ်တာမရှိဘူးဆိုရင်ဘာလို့ဖမ်းမလို့တာလဲလို့အဲ့ချိန်မများတက်ကဈေးချင်းနှောင်းဆွဲပြီးတော့ထမင်းစားခန်းထဲဝင်လာပြီးမှလက်တရဈေးချင်းနှောင်းဆွဲပေါ်တင်ပြီးလွယ်လီတို့အိမ်မှာဧည့်သည်ကောင်လေးတယောက်ရောက်နေရတော့ရေးချောမှချောငါလည်းမနေနိုင်လို့ဘသူလဲသွားမိလိုက်တာအောက်ကရဲ့ဦးလေးတဲ့ဒီကိုအလုပ်လာလုပ်တာတဲ့ငါကြည့်နေကြထိုင်းကားရမင်းသားနဲ့တူတယ်သိလားစကားပြောရလဲရီမွန်မဟုတ်လားနောက်မှအသေးလဲမိတ်ဆက်ရအောင်မယ်ဘာပါဇက်ကလည်းអော်ပြီးလက်ကလည်းစပွဲကိုရိုက်လိုက်တဲ့ကိုကြီးကြောင့်အသေးရောမမြတ်သက်ပါလန့်သွားရတယ်မင်းရပါအောင်မိတ်ဆက်ပါလေအိမ်နီးနားချင်းမို့ရင်းနှီးမှုရအောင်လေပါဇက်ပိတ်တာဘာမှရင်းနှီးကြမလို့ရိုးမလုံးနဲ့နော်တဲပန်းခတ်ငါဘာတမ်းမှမကြားချင်ဘူးအသေးကဘာလို့သူစကားတော့ဆုံးအောင်မပြောလိုက်ရဘူးကိုကြီးကသူမစကားကိုနားမထောင်ဝင်နဲ့နေရာကနေထထွက်သွားတာကြောက်ပါဘာလဲဟာအမလီပေါ်တင်တောင်းရင်တူတာနော်မမြတ်တဲ့စကားကြောင့်အသေးမျက်လုံးလေးတွေအယောင်လက်သွားရပါတယ်အဲ့ဒါတောင်းရင်တူပါလားဟဲ့အသေးရဲ့ဒါလေးတော့သဘောမပေါက်ဘူးလားအရေးပြအကောင်မြင်နဲ့အခုတီတဲ့အရေးပါမကောက်အကောင်လိုက်ကြီးပြနေရအောင်မနေမသိဘူးလားဒီလောက်တော့တောင်းရင်တူဥပုတ်နေတာတိတာယူမမြတ်တဲ့အသေးကိုကြည့်ပြီးတော့စိတ်ဆင်းရဲတယ်ဆိုတဲ့ပုံစံနဲ့ကောင်းခါရမ်းပြီးတော့အနားကနေထွက်သွားခဲ့ပါတယ်အသေးကတော့ကိုကြီးကသူမအောင်တဝင်းတူနေရလားဆိုတော့မသေးချတဲ့ထင်မြင်ချက်လေးတစ်ခုနဲ့လူကဝမ်းသာလို့မဆုံးဖြစ်နေပါပြီတီတီအောက်ကလေးရဲ့အတန်ကြောင့်အသေးတပြက်စီလဲနေရကနေကြည့်လိုက်တော့မင်းကြီးသားလေးကလူတယောက်ကိုလက်ဆွဲပြီးတော့သူမအိမ်ထဲဝင်လာနေတယ်ဒါမမြတ်သက်ပြောတဲ့အောက်ကရဲ့ဦးလေးပဲဖြစ်ရမယ်မမြတ်သက်အမွှန်းထင်တာတလောက်လည်းမဟုတ်ပါဘူးသူမအတွက်တော့အဲ့လူကကိုကြီးကိုမမိပါဘူးအမကတဲပန်းခတ်လာဗျအမအသေးနှာခေါင်းလေးရှုပ်ပြီးတော့ပြန်မေးလိုက်မိတယ်ဟုတ်အဲ့ဘက်ကတက်ပလောက်မလို့လဲ21ပါကျမက19တောင်ပြည့်သေးဘူးရှင့်အော်မသိလို့ပါခင်ဗျ sorry ပါရပါတယ်ကျမတို့ကအသက်အရွယ်နဲ့မလိုက်အောင်အိုနေလို့နေမယ်မဟုတ်ပါဘူးညီမကနှုပါတယ်အကူကတလေးစားနဲ့ခေါ်လိုက်တာပါအခုနာမည်ကစင်ကိုလက်လို့ခေါ်တယ်။အောက်ကတင်းခေါ်လို့ဒီကိုရောက်လာခဲ့တာ။ကိုစင်ကိုလက်နာမည်နှစ်ခုခေါ်နေရတယ်လို့ပဲနော်။အတန်မနေနိုင်မဲ့ပြောလိုက်မိပြီးမှသူဟာတီငိမ့်စွာပြုံးနေအောင်မြင်လိုက်တာမို့မြင်တဲ့ဘို့အမြန်တက်လိုက်ရတယ်။ထိုင်ပါအောင်ရှင်အေးယူခဲ့ပြီမယ်နော်။အတန်လက်ထဲကတပြက်စီးကိုနေရမှာထောင်ထားခဲ့ပြီးရဲ့နောက်မိဖို့ကန်နဲ့ပြေးဝင်လာခဲ့ပါတယ်
စင်ကိုလက်ကလည်းဆိုပါမဝင်ထိုင်ပြီးတော့တူတော်မောင်ပေါင်မောင်တင်လိုက်တယ်ခဏနေရောအသေးမုတ်တွေနဲ့အေးယူပြီးတော့နေရာကိုပြန်လာခဲ့ပါတယ်သုံးဆောင်ပါအောင်ရှင်ကျေးဇူးပါဗျတီတီဦးရောတာဦးကလှုပ်သွားတယ်လေခဏနေတော့ပြန်လာမှာဦးကလူကြိုးတတောက်ဆိုချစ်ဦးဟိုကလည်းသူ့ကိုအမြင်ကတ်နေရပါလေသူမဒီစကားကိုတော့နှုတ်ကနေမပြောမိဘူးအသေးပြောလို့မှမဆုံးသေးခင်မှာပဲအိရှိပေါ်တူဂီကိုကားတစ်စီးထိုးရသွားတဲ့ကြားလိုက်ရတော့ခဏကြာမှကိုကြီးအိမ်ထဲကိုဝင်ချလာတယ်ဒီတဲ့အိမ်ထဲရောက်တင်အုတ်ကနေတူတွေ့တွေ့လိုက်ရတဲ့သူကြောင့်မျက်မှောင်အစုံကျုံသွားရပါတယ်ဒါအုတ်ကဦးလေးဆိုတဲ့သူပဲဖြစ်ရမယ်ကိုကြီးပြန်လာပြီလားသူပြန်မပြေဘဲနဲ့အေခဲနဲ့ဝင်ခဲ့ပြီးသူမဘေးနားမှာဝင်ထိုင်လိုက်တယ်ကိုကြီးဒါအုတ်ကရဲ့ဦးလေးကိုစင်ကိုလက်တဲ့ကိုစင်ကိုလက်သူကအသေးရဲ့အမျိုးသားပါလက်တက်ထားတာမကြသေးဘူးအကူကြားထားပါတယ်အသေးအသေးလိုပဲခေါ်မယ်နော်ရပါတယ်အားလုံးလည်းဒီလိုပဲခေါ်ကြတာအကူရောဘယ်လိုခေါ်မလဲရှင့်ကိုစင်ကိုလက်ဆိုတာတမျိုးကြီးပဲအကူအတီတော်တော်များများတော့အလဲကကိုပြုတ်ပြီးတော့ကိုစင်လက်လို့ခေါ်ကြတယ်အော်ဟုတ်ကဲ့ကိုစင်လက်အတိုင်ဖောင်းညီနေတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးတော့တိတက်အမြင်ကတ်လာပါတယ်သူဒီလောက်ပြောထားတာမှဒီဟာမလေးကစကားနားမထောင်သူစိတ်ထဲမှာမကျေနပ်နေပြီမို့ဘာမှမပြောဘဲနဲ့နေရာကနေထွက်လာခဲ့ပါတယ်ဒါကြောင့်သူမဟိုကောင်းတဲ့စကားကောင်းပြီးကြံနေခဲ့တဲဘန်ခက်ကတော့သူ့စိတ်ကိုလာဆွနေပြန်ပြီစင်ကိုလက်ပြန်သွားရတဲ့အသေးအိမ်မော်တက်လာခဲ့သူမအခန်းထဲရောက်တော့ကိုကြီးအမန်ဒီကုန်းရှိမှထိုင်နေရင်းနဲ့သူမကိုလှမ်းကြည့်လာပြီးတော့ပေါ်လာသေးရဲ့နော်နောင်ဘောဒီစကားပြောနေမြဲမှတ်တာဟမ်ဘာလို့လဲကိုကြီးရဲ့ကိုစင်လက်လားဟွန်းကိုကြီးကမခိုးမခန့်ပြုံးပြီးတော့သူမရှိကိုလာပြီးမှမင်းငါစကားကိုအဲ့လောက်တောင်နားထောင်ရင်တော်ပြီပေါ့ငါမင်းကိုမမထားလေဘာတမ်းမကြားချင်ဘူးလို့အခုကအသေးဘာလုပ်နေလို့လဲကိုကြီးရဲ့ तू ကအိမ်ကိုအလဲလာတာကိုမလာနဲ့ဆိုပြီးတော့နှင်ထုတ်ပြရမှာလားအော်ဟုတ်တယ်ငါမှားတာဘာမှမပြောတော့ဘူးနော်ဒေါ်သေးပန်းခန့်မင်းလှုပ်ချင်တာဒါလှုပ်တော့မင်းကငါတော်တော်စိတ်ကုန်နေပြီ तू စိတ်ရှိတိုင်းအော်ဟစ်ပြီးတော့ तू မကိုကြောပေးပြီးခါထောက်ရက်နေလိုက်တယ်ကိုကြီးအခုအသေးကိုတဝင်းထိုးနေရလားယင်ဘာသူလန်းကြည့်လိုက်တော့သူမတခုခုကိုမျောလင်းတာမျိုးညဝန်းနေနေသူ့ကိုမျက်တောင်မခက်တန်းစိုက်ကြည့်လို့နေပါတယ်။ဘာအောင်တဝင်းတိုးရလဲ။တဝင်းတိုးရဲဆိုတာအချင်းချင်းချစ်ကြတဲ့သူတွေမှဖြစ်တာ။ငါတို့ကချစ်လို့လား။ငါမင်းကိုမချစ်ဘူးလေကွာ။ငါမင်းကိုပြောနေရဲဆိုတာခင်ပွန်းတယောက်အနေနဲ့မင်းကိုထိမ့်ပေးနေအောင်မေ။ပြီးတော့ငါတဝင်းတိုးရလောက်အောင်မင်းကဘာတွေများထူးခြားနေလို့လဲ။သူစကားဆုံးမှာသူမမျက်ဝန်းထဲကမျက်ရည်တစ်ပေါက်ပါးပေါ်ကိုလိမ့်ဆင်းလာတာကိုမြင်တော့ရှင်ထဲမှာတမျိုးကြီးဖြစ်သွားခဲ့ရတယ်။ဟုတ်ပါပြီ။အသေးအထင်မှားသွားတဲ့ပုံပဲ။အသေးသူမအခန်းထဲကပြန်ထွက်သွားတာနောက်ကိုယ်တော့လှည့်မကြည့်တော့ဘူး။သူစိတ်တွေရှုပ်ထွေးစွာနဲ့ပဲစပင်းတွေကိုလက်နဲ့ဖက်နဲ့ထိုးပွားပြီးတော့အဲ့ရပေါ်ပြင်းလဲလိုက်ပါရယ်။သူတကယ်ပဲဘာတွေဖြစ်နေရလဲ။သူမနဲ့လက်ထက်တာလာပိုင်းမဲ့ရှိသေးတာတော့မှသူမပေါ်မှာခန်းစားချက်တွေကထူးထူးခြားခြားပြောင်းလဲနေပြီလား။ဒါမှမဟုတ်သူအတွေ့အထိမှတာယာနေရလား။တဲပန်ခန့်သူ့ကိုအယူပြောင်များတပင်လုံနေရများလားမမြတ်တဲ့အသေးရောသူအောက်ထက်ကိုဆင်းလာတဲ့ချိန်မှာသူမအောင်မတွေ့ရမို့လို့ထမင်းဝဲပြင်းနေရင်မမြတ်တက်ကိုပဲမေးလိုက်မိတယ်မသိဘူးလေအပေါ်ထက်မှထင်နေရသူမမဆက်မပြီးတော့ပဲနဲ့ထမင်းစားကန်ရှိကလှည့်ထွက်လာခဲ့လိုက်ပြီးတော့သူမကိုအိမ်ထဲနေရာနဲ့လိုက်ရှာခဲ့ပါတယ်ဒါပေမဲ့ဘယ်နေရာမှမတွေ့ဘူးဘေးရောက်သွားတာပါလေသူအိမ်ထဲရောခြံထဲရောအကုန်လိုက်ရှာပေမဲ့သူမရဲ့အရေးအယံတော့မှမတွေ့ရပါဘူးဒီကောင်မလေးရတော့ကွာအချိန်ဒီသာတရွေ့ကုန်လာတဲ့အမျှသူ့ရင်ထဲကအပူမီးတွေကတစားတစားကြီးထွားလာရပါတယ်ဖုန်းခေါ်လဲသူမရဲ့ဖုန်းကိုအိမ်မှာထားပစ်ခဲ့သေဘန်ခတ်မင်းတော်စိတ်ဒုက္ခပေးတော့နေကွာအချိန်ကတပြေးပြေးနဲ့အလင်းရောင်ပြောင်းလာပြီးအမောင်တူကအစားတို့ဝင်ရောက်လာချိန်မှာတော့သူလုံးဝဒီတိုင်းထိုင်မနေနိုင်တော့ဘူးဒါကြောင့်သူနေရာမှာချိန်ထားတဲ့ကားတော့ကိုယူပြီးတော့အိမ်ထဲကထွက်လာချိန်မှာပဲလူတယောက်ဝင်စားခြံတကားပေါက်လေးပွင့်သွားပြီးတော့အသေးချန်ထဲဝင်လာတာမြင်မှသူ့ရင်ထဲကအပူလုံးကြီးပြုတ်ကျသွားခဲ့ရပါတယ်။သူရဲ့ခြေလမ်းကြဲကြဲကြည့်ရင်နဲ့သူမထံလျှောက်သွားပြီးတော့လက်မောင်းလေးနှစ်ဖက်ကိုကတ်ကြမ်းကြမ်းဆုပ်ကန်ပြီးတော့အသေးမိဘတွေလျှောက်သွားနေရလဲကွာ။အသေးကစိတ်ပြေလက်ပြောက်ပြအောင်လို့စပိန်လျှောက်စီနေရကိုကြီးရဲ့မမຫນွေနီစီကနေပြီးတော့စပိန်သွားငှလိုက်တာ။အော်ဒီမှာကိုကြီးကစတော်ဘယ်ရီကြိုက်တယ်မလား။အဲ့ဒါအသေးဝယ်လာခဲ့ပြီးတယ်။သူမလက်တည်းကစတော်ဘယ်ရီအိတ်ကိုမြောက်ကပြောလာခဲ့ပါတယ်။အခုအဲ့ဒါအရေးကြီးလားငါမင်းကိုဘလောက်တောင်စိတ်ပူနေကြရလဲဆိုတာမင်းသိလားဘာလို့ငါ့ဘာမှမပြောခဲ့ရလဲကွာသူမမျက်လုံးလေးကလေးကလေးနဲ့သူ့ကိုမောကြည့်လာပြီးမှ
အသေးတောင်းမှမှာနော်ကိုကြီးကအသေးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမရှိတော့ပြောခဲ့ဖို့မလိုထင်လို့ပါကိုကြီးစိတ်ပူနေမယ်လို့လည်းမထင်ခဲ့မိလို့လေဘာတဲပန်ခက်မင်းကတော့တောင်းဆွနေရလားမဟုတ်ရပါဘူးအသေးကလည်းကိုတွေးနဲ့ကိုမို့လို့ကိုကြီးကိုမပြောခဲ့မိတာပါမင်းနောက်ကဒီလိုထက်လို့ရဲလုပ်ကြည့်မင်းကိုအိမ်ထဲမှာတော့ခတ်ထားမယ်ကြားလားဟုတ်တော့အိမ်ထဲဝင်သူမတယောက်တုတ်နဲ့ပဲအိမ်ထဲကိုဝင်သွားခဲ့ပါရီသူမတော့အမူအရာကြီးပြည့်ရင်းပြီးဟန်တော့မဆောင်နိုင်လောက်အောင်လို့စိတ်ပူလိုက်ရတာသူမကတော့ဦးကြောင်ရုပ်နေတကယ်ဦးရားစရာတွေခုနကသူမဟုတ်တယ်လို့စိတ်ပူခဲ့ပြီးတော့အခုကြာမှကိုယ့်အဖြစ်ကိုပြန်တွေးပြီးမျက်နှာပူနေရတယ်ဒါပေမဲ့ဟိုငတိမလေးကတော့ဖာတိပါတာပဲအဲ့ကြောင့်ပြောတာသူကကြောက်ရွံ့ကိုမိမတော်ထားတာပါဆိုအသေးမင်းခုနကငါအတွက်စတော်ဘယ်ရီဝယ်လာရဲဆိုဟမ်မရှိတော့ဘူးလေဘယ်ရောက်သွားလဲကွာအသေးစားလိုက်ပြီကိုကြီးပဲအဲ့ဒါအရေးကြီးလားဆိုအဲ့နဲ့ပဲမင်းကစားပလိုက်တယ်ပေါ့အေးလေကိုကြီးမစားအောင်တင်လို့ပေါ့ကောင်းတယ်တတော့ကောင်းတယ်ကွက်တော်မအသေးဖြေကိုကြီးကိုနားကိုမလဲနိုင်တော့ကိုကြီးကတကယ်ပဲဘာဖြစ်ချင်နေရလဲဟိုကလည်းမဟုတ်ဒီကလည်းမဟုတ်တနေ့ငါမင်းကိုမေးအောင်မယ်အခုမှတတိယဟုတ်မင်းတိမ်ဝိမြူဘလို့သိရလဲအသေးဘာပြန်ပြေလို့ပြရမှန်းမသိဘူးအကယ်၍မိုးစော်ပြောတာပါလို့ပြောလိုက်ရင်နှစ်ယောက်သားပြဿနာတက်ကြအောင်မယ်ဘလို့မှမဖြစ်ရင်လေသူမမှာစင်ကြေပေးစရာမရှိဘူးပြောလေကွာဘာလဲအသွားပြီလားဟိုအဲ့ဒါလေးဟိုတရားရောက်ပြောရလားမင်းနေရလေသူပြောရလဲသူမကောင်းကုန်းလိုက်လေပင်ကုန်းလိုက်နဲ့ဖြစ်နေပြီးတော့ဒါသူပို့ပြီးတန်တရားဝင်လာရတယ်ဖြေလေးကွာဘသူပြောရလဲအဲ့လိုပါပဲတယောက်ယောက်ကိုကြီးလိုပဲသိထားပြီးလို့မရဘူးလားမရဘူးခုပြေအဲ့ဆိုငါမင်းကိုမေးမယ်မင်းဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးမင်းကောင်းခါငိမ့်ပဲလုပ်ပြီးโอเคဟုတ်ပြောရဲသူကယောက်ျားမလားသူမကောင်းငိမ့်ပြလိုက်တယ်အိမ်ထိလာပြောရလားသူမထပ်ပြီးကောင်းငိမ့်ပြပြန်တယ်မဟုတ်မှလည်းရောဟောကောင်မိုးစော်လားဟမ်ကိုကြီးဘလို့သိသူမပါဇက်ကလှုပ်ကနေထွက်သွားပြီးမှပါဇက်ကိုလက်နဲ့အမြန်ပိတ်လိုက်ရတယ်ဟာကိုကြီးအဲ့ဒါလေဟို तू ကစိုးရင်လို့ပြောတဲ့သဘောပါကိုကြီးအထင်မလွဲပါနဲ့နော် तू ကလာညှော်လည်းမဟုတ်ပါဘူး तू ဘာမှပြန်မပြောမိဘူးခေါင်းထဲမှာလည်းချက်ချင်းပဲအတွေးပေါင်းစုံပြည့်နေလာခဲ့ပါရီ तू နဲ့အသေးနဲ့မင်္ဂလာဆောင်တဲ့နေ့ကမိုးစော်ကသူတို့သားဖြစ်တဲ့သူ့တက်တောင်မှအသေးကိုငန်းကြောထားခဲ့တယ်ပြီးတော့သူတို့ကွာရှင်းရင်အသေးကို तू လိုက်မယ်ဆိုတဲ့စကားဖူးပါတီမှာလည်းအသေးကိုကြည့်ရအကြည့်တွေအခုသူနဲ့တိမ်ဝင်းမြူကြောင်အသေးကိုလာပြောပြီးအသေးထိန်လိုက်အောင်လုပ်ခဲ့တာတွေအားလုံးခြုံကြည့်ရင်မိုးစော်ဆိုတဲ့ကောင်အသေးကိုလာကြိုက်နေရပဲတငယ်ချင်းရဲ့ဇနီးအိမ်အောင်တဲ့မင်းကလေးကိုစီးဆောင်ခြင်းမရှိတိတ်ကမရှိပဲဒီကောင်လာကြိုက်နေပေါ့အောက်တန်းစားကလေးကဝါတော့သူကပြဿနာကိုကြော်မသွားတတ်ပဲနဲ့တခါလေးဖြေရှင်းတတ်တဲ့သူပြီးမိုးစော်နဲ့ပတ်သက်တဲ့ကိစ္စတွေသူတခါလေးဖြေရှင်းမှုအတွက်ဆုံးဖြတ်ပြီးတော့သူ့ကိုဖုန်းဆက်ပြီးလမ်းချိန်လိုက်တယ်ငါ့ကိုချိန်တာဘာကိစ္စလဲဒီတိုင်းသူ့ရှိမှထိုင်နေမိုးစော်ခက်ဆက်ကြည့်ပြီးတော့မင်းတိုင်ငွေမြူသိလားကြည်ရတာအသေးပြောလိုက်ပြီးတင်နေသူကငါ့အမေမိတ်ဆွေရဲ့သမီးလေအော်တော်တော်ရင်းနှီးရပေါ့တိတ်မရင်းနှီးပါဘူးအသေးကမင်းကိုဘယ်လိုပြောထားတာလဲသူဘာမှပြောစရာမလိုအသေးငါကုမ္ပဏီကိုရောက်လာပြီးတော့တိမ်ငွေမြူကိုမေးတယ်ဆိုရဲငါနဲ့တိမ်ငွေမြူအကြောင်းကိုမဟုတ်တာတခုခုကြားထားလို့ပဲမင်းဘာတွေပြောလိုက်တာလဲငါပြောတယ်ဆိုတာမင်းကိုစိတ်ပူလို့ပါမင်းတို့အိမ်တော်ကြီးကိုတိမ်ငွေမြူကထိကန်အောင်လုပ်မှဆိုလို့တိမ်ငွေမြူကမင်းမကောင်းမဟုတ်ဘူး။ तू ကငွေမက်တယ်ချမ်းသာခြင်းနဲ့ပတ်စံရှိရဲ့ယောက်ျားဆိုရင်အိမ်တောင်တယ်လဲရှောင်တာမဟုတ်ဘူးကွာ။တကယ်တာပဲလား။မင်းတခြားအကြောင်းရမရှိဘူးပေါ့။ဘာရှိအောင်မလဲကွာ။ငါပြောပြီးသားတော့မိုးစောအသေးကငါအပိုင်ကိုလာထိဘာဖြစ်မလဲဆိုတာမင်းသိရမလား။မင်းစကားဘာစကားလဲကွာ။ငါကိုတငယ်ချင်းရဲ့မိမကိုပြစ်မစရာလား။မင်းရလေပြီးတာပဲလေ။မင်းရဲ့ desk site ကိုငါမမြင်စေနဲ့။မင်းရဲ့တကယ်စိတ်ရင်းမှန်ကငါသိရကြည့်ငါမင်းကိုဒီတိုင်းလွတ်ထားမှာမဟုတ်ဘူးသူပြောပြီးတော့နေရနေထွက်လာခဲ့လိုက်တယ်သူစိတ်ထဲမှာမိုးစော်သူ့ကိုလိန်နေရဲဆိုတာသိချသိနေတယ်တိမ်ငွေမြူဆိုတဲ့မိန်းမသူ့ကိုထားရီပေးနေရလေမိုးစော်ရဲ့ပယောကကင်းရလာလို့သူတွေးမိရတဲ့အထိသူနဲ့အသေးကိုဘသူတွေကပဲကြောင်းဝင်နှောက်ယှက်စေချင်ပါစေသူတို့လိုချင်တယ်လို့ဖြစ်မလာစေရအောင်သူ့ဆရာနဲ့ဘသူမှလည်းအသေးကိုလာပြီးတော့မလူစေရအောင်အသေးတနေ့လုံးအပြင်းကြီးနေရနေပဲညနေဆောင်မှရေချိုးဖြစ်ပါတယ်အလုပ်လေးတစ်ခုလောက်လုပ်နေရရင်ကောင်းပါပဲ
အသက်ရေချိုးပြီးတော့ရေချိုးခန်းထဲထွက်လာတော့မန်နင်ကုံပေါ်မှာတင်ထားတဲ့သူမဖုန်းလေးကအသက်မြည်နေလို့အသေးကောက်ယူကြည့်လိုက်တဲ့အခါမှာဖုန်းဆက်လာတဲ့သူဟာကိုကြီးဖြစ်နေပါတယ်ဟယ်လိုကိုကြီးမင်းမလုပ်နေရလဲအသေးငါလောက်ဖုန်းခေါ်နေတာကြားနေပြီအသေးရေချိုးနေလို့ပါဒီချိန်မှမင်းရေချိုးနေတနေ့ကိုဘာလုပ်နေရလဲအိတ်နေတာကိုကြီးဘာပြောမလို့လဲညနေငါအိမ်ပြန်နောက်ကြမယ်လို့ပြောမလို့ဒီညမိတ်ဆုံစားဝယ်တခုရှိတယ်ဖေဖေကသူ့စာငါ့ကိုလွတ်လို့မင်းညစာစားဖို့အတွက်ငါ့ကိုစောင့်နေနေတော့နော်ဟုတ်ကိုကြီးစောစောအေးအောင်နော်ကြားလားဟုတ်ကဲ့ပါကိုကြီးလည်းကျူးဆိုင်ပြီးသွားအောင်နော်အေးဒါပဲသူပြောပြီးတော့ဖုန်းချကသူ့ရဲ့ဇပွဲနာထိုင်ရပြီးတော့အဝေးချိတ်တဲ့တိုင်လေးမှာချိတ်ထားတဲ့သူ့ရဲ့ကုတ်အင်းကြီးကိုဆွဲဖြုတ်ပြီးကိုယ်ပေါ်မှာဝစ်စင်လိုက်တယ်အဲ့နောက်ဇွဲပေါ်ဖုန်းနဲ့ကားတော့ကိုယူပြီးတော့ရုံးခဲတကားစီဦးတီလာစမှာပဲတကားကသူမဖွင့်ခင်အရင်ဖွင့်သွားပြီးတော့တိမ်ငွေ့မြူအခန်းထဲကိုဝင်ချလာတယ်ပြီးပြီလားကိုတီညူလဲအစင်သေးဖြစ်ပြီးသွားရုံပဲဘယ်လိုလဲကွာမိတ်ဆုံစားပွဲလေမြူကကိုတီနဲ့ဖုန်းလိုက်ပေးရမယ်လို့ဥက္ကဋ္ဌကပြောလို့ဖေဖေကတော့ကွာသူ့ဖေကသူနဲ့ဖုန်းတရားထည့်ပေးလိုက်မယ်လို့ပြောထားပေမဲ့တိမ်ငွေ့မြူဖြစ်နေမယ်လို့မထင်ထားမိဘူးကဲပါကိုတီရဲ့အချိန်လည်းမရှိတော့သွားရအောင်မလို့ကွာမင်းနေကငါဘာသာငါတယောက်တည်းသွားမယ်ကိုတီကလည်းတယောက်တည်းဆိုဘယ်ဖြစ်မှာလဲဘာလို့မဖြစ်ရမှာလဲဖြစ်တယ်ကွာကိုတီမြူကဝန်တန်းတာဝန်ကိုကြေပြောင်ထမ်းဆောင်နေတာပါကိုတီအဲ့လိုလုပ်နေမယ်ဆိုရင်တော့တစ်ချိန်ဒီကုမ္ပဏီရဲ့ရရကိုစက်ခံတဲ့အခါကျဘယ်လိုလုပ်မလဲအတက်လေးနည်းနည်းပါရှော့ပါဦးသူဘာမှမပြောတော့ဘဲနဲ့ခန်းထဲကထွက်လာခဲ့လိုက်တော့တယ်မြူကလည်းနှကန်းကိုတွန့်ချိုးကပြုံးပြီးသူ့နောက်ကနေလိုက်ပါလာခဲ့တယ်တကယ်တော့ဥက္ကဋ္ဌကစီသူ့ကိုဖော်လိုက်ခိုင်းတာပါဒါကိုသိလိုက်တဲ့သူမစီသူ့ကိုအေးလေးကိုဝမ်းနှုတ်စီထည့်ပြီးအချိန်နေမှန်တဲ့အချိန်မှာသူမစီသူ့ကိုသူ့အစားသွားပေးလိုက်မယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်ဒီညတော့ကြီးမားတဲ့အပြောင်းအလဲတစ်ခုကတော့စောင့်ကြိုနေမှာအမှန်ပါပဲသူတို့စားသောက်ဆိုင်ရောက်တော့လူဆုံစားပင်ပြုတ်နေပါပြီ sorry ဗျာကျွန်တော်နောက်ကျသွားတယ်ရပါတယ်အန်ကယ်တို့လည်းခုမှရောက်တာမင်းဖေကမင်းကိုကိုစားလွတ်လိုက်မယ်ပြောရတယ်လူကြီးတွေကြားမှာမင်းတို့လူငယ်တယောက်ကနေတတ်ပါမလားပဲနေတတ်ပါတယ်အန်ကယ်ကကဲဒါဆိုရင်အစားအသောက်တွေကိုခြားခိုင်းလိုက်တော့မယ်နော်ဟုတ်ကဲ့ပါဗျဖေဖေနဲ့ရွယ်သူလောက်ရှိတဲ့အမျိုးသား9ယောက်ရဲ့အတူတကွစားတောက်ကြရင်နဲ့လုပ်ငန်းအကြောင်းတွေပြောပြခဲ့ကြတယ်ဒီလူတွေကသူတို့လိုစီးပွားရေးလုပ်ငန်းနယ်ပယ်တွေကဖေဖေရဲ့အသီးမိတ်ဆွေတွေပါဖေဖေကသူ့ကိုလူပေါင်းဆန့်ပြီးပေါင်တက်တင်းတက်ပြောတက်ဆိုတက်အောင်လို့အခုလိုတယောက်တည်းလွတ်တာဖြစ်ရမယ်သူတို့အချိန်တစ်ခုကြာတဲ့အထိစားကြတောက်ကြအပြီးမှာတိမ်ငွေ့မြူကကိုတီမြူထွားလိုက်ခဏသွားလိုက်အောင်မေအဲ့လိုနာနာကပ်ပြောလာခဲ့သူဘာမှပြန်မပြောလိုက်ဘူးတိမ်ငွေ့မြူတရားနေရာကနေကတ်တော်ထွက်လာခဲ့ပြီးတော့အကွဲတနေရာရောက်ဗက်ဆိုင်ရင်တရားလက်တန်းလောက်ပလေးလင်းတပလင်းကိုအမြန်ထုတ်လိုက်တယ်ဒီအချိန်ဝေဒါကောင်လေးတယောက်ကဝိုင်ခွက်တွေတင်ထားတဲ့ဘန်းကိုကင်ပြီးတော့သူမနားကနေဖြတ်သွားမှသူမအမေရလန့်ခေါ်လိုက်တယ်ဟေးအဲ့ဒါဇပွဲနံပါတ်59မှာထားတဲ့ဟာလားဟုတ်ပါရဲ့ဗျကျမကိုပြီးကျမယူသွားပေးမယ်ကျမတို့နဲ့တူတူလာတာဖြစ်ပါမလားဗျကျွန်တော်ပဲပို့ဝေးပါမယ်ပေးဆိုပြီးရှာမရှိနဲ့ဟုတ်ဝေဒါကောင်လေးခင်ဗျာအတိတ်ပြပြနဲ့သူမလက်တဲကိုအဲ့ဒီဝိုင်ဘန်းလေးကိုထည့်ပေးလာခဲ့ပါတယ်မင်းတော့ဟုတ်ကဲ့ဗျသူတော်သွားတာနဲ့တိမ်ဝေးမြူကသူမလက်ထဲကစေးပလင်းဖုံးကိုအမြန်ဖွင့်ပြီးတော့အထက်ကစေးမုတ်တွေကိုဝိုင်ခွက်တစ်ခွက်တည်းကိုလောင်းထည့်လိုက်တယ်အိမ်နောက်ဟမ်မပြက်ပင်းဝိုင်ခွက်တွေကိုတဲပြီးတော့စပွဲစီရှောင်းလာကစေးကတ်ထားတဲ့ဝိုင်ခွက်ကိုတီတန်းရှိမှအရင်ဆုံးချပေးလိုက်တယ်ဝိုင်ရပြီကိုတီဘာလို့မင်းဖြစ်နေရလဲလမ်းကြုံနေရတဲ့ဝေတာကောင်လေးဆရာယူလာခဲ့လိုက်တာတီတန်းကသူ့ရှိရဝိုင်ခွက်ကိုယူတော့လိုက်တယ်တိမ်ငွေ့မြူကတော့လူချင်တာဖြစ်လာတော့မှမို့တိတ်ပြီးပြောနေပါတယ်ဒီလူဒီညတော့ပြေးမလွတ်တော့တပြေးပြေးအချိန်ကြီးကုန်လွန်လာတော့တီတန်းခမညာဆေးဆွမ်းပြတာကိုစတင်ခန်းစားလာရပါပြီလူကပူလာပြီးတော့အာကောင်တွေပါခြောက်လာတယ်ဘလို့ကြီးမှန်းမသိတော့သူ့ကိုမျက်ခြေမပြတ်ကြည့်နေတဲ့တိမ်ငွေ့မြူလေးသူ့ပုံစံကြည့်ပြီးတော့ကောက်ကျစ်စွာနဲ့ပြုံးလိုက်မိတယ်ဒီလောက်ဖြစ်နေတာတော့မှသူကဖုန်းကြည့်မပြတ်ဘူးကင်မောင်တီတိုင်အန်ကဲရနှုတ်ဆက်ကြစို့ကွအချိန်နဲ့လိနေပြီဟုတ်ကဲ့ခင်ဗျသူဖုန်းဝင်အင်ဂျီတွင်အိတ်ကတဲ့ထည့်ပြီးနေရာကနေအာယူထားလိုက်ပြီးတော့အကုန်လုံးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်သူတို့အားလုံးရှိုးနဲ့ဆိုင်ထဲကထွက်သွားကြပြီးသူနဲ့တိမ်ဝိမြူပဲကြံခဲ့တဲ့အချိန်မှာသူမသူ့လက်မအောင်လာကင်ပြီးတော့ကိုတီမူးနေပြီလားပြန်ကြရအောင်ညှူလိုက်ပို့ပေးမယ်ဒီတန်းသူမအောင်လဲကြည့်လိုက်တော့သူမြင်အောင်လာတာအသေးဟုတ်ပါအသေး
အသက်ဘယ်လိုဖြစ်ရောက်နေရလဲကိုတီတိုင်ကောင်းခါထုတ်ပြပြီးမှမဟုတ်ဘူးမင်းကငါအသေးမဟုတ်ဘူးလာမကိုတီရဲ့မြူလိုက်ဖို့ပြင်မယ်နော်သူညင်းချင်ပေမဲ့သူ့ကိုသူတော့မဟန်တော့သူတခုခုအရန်တောင်းတနေပါပြီတိမ်ခွေးမြူကသူ့ကိုဆိုင်ထဲကခေါ်ထုတ်လာပြီးတော့သူပေါင်းမိအိတ်ကတည်းကကားတော့ကိုဆွဲထုတ်ပြီးကားတကားဖွင့်နေတော့မေးသူမလက်ထဲကနေပြီးတော့တီတန်ကိုဆွဲလုခံလိုက်ရတယ်သူမအလန့်တကြားလှည့်ကြည့်လိုက်တော့တရခန်းကတီတန်ရဲ့တငယ်ချင်းထက်မြက်ဖြစ်နေရှင်တာဘာလုပ်တာလဲသူကမြို့လက်ထဲကကားတော့ကိုဆွဲယူပြီးတော့ကျေးဇူးပဲဗျတီတန်ကိုကျွန်တော်ပဲခေါ်သွားပေးလိုက်တော့မယ်မဟုတ်ဒီလုံကမြို့ကိုအသာဆွဲဖယ်ပြီးတော့တီတန်ကိုကားပေါ်တင်ကသူကပါကားပေါ်တက်ပြီးတော့မောင်းသူနေရာကနေမောင်းပြီးထွက်သွားခဲ့ပါတယ်ဟာဒီတော့ဘယ်ကပေါ်လာလဲပစနာရောက်ခါဒီမှာပြုတ်ကျသွားရတယ်လို့သူတကယ်ပဲခံစားရခက်လာပါတယ်ထမြက်သူဘေးကတီတန်ကိုစိတ်မသက်မသာသလိုလှမ်းကြည့်ပြီးတော့တော်သေးတယ်ကွာမင်းတတိရှိနေတော့ငါစီစားဖို့လို့မဟုတ်ရင်မကောင်းတာတခုခုဖြစ်တော့မှာမင်းခုနေရတာဘလို့လဲငါ့အသေးစီအမြန်ဖို့ပဲကွာငါသူနဲ့တွေ့ကျင်တယ်အေးမင်းခဏစိတ်ထင်းအောင်နော်လွန်ခဲ့တဲ့မိနစ်နဲ့ငယ်ကတီတန်သူ့ကိုယ်သူမူမမှန်ဘူးလို့စပြီးတန်တရားဝင်လာတာနဲ့ထမြက်စီကိုထမြက်ငါစေးမိနေပြီတင်တယ်နေရတမျိုးပဲကွာငါစိတ်တွေလွတ်မထွက်ခင်အမြန်လာခေါ်ကွာငါအခုစားတော့ဆိုင်မှာအဲ့ဒီကိုအခုချက်ချင်းမင်းထွက်လာခဲ့ငါမှကားပါတယ်ကွာမင်းတက်စီနဲ့လာခဲ့အဲ့လို message lunch ပို့လိုက်တယ်ဆက်မြက်ကသူတို့ရှိရဲ့နေရာကိုအချိန်မီရောက်လာလို့ကန်ကောင်းသွားတာပါမဟုတ်ရင်သူတော့ထောင်ချောင်းပြီးတော့မလို့ပါပဲသူတို့အိမ်ပြန်ရောက်တာနဲ့သူထက်မြက်ကိုတော့ဘာမှမပြောနိုင်မင်းနဲ့အိမ်မောင်ကိုပြေးတက်ခဲ့ထက်မြက်ကလည်းသူ့အချိန်ကြီးပြီးတော့ဘာမှမပြောဘဲနဲ့သူတီတန်းကားနဲ့ပဲပြန်သွားတယ်ဆိုတာမမြတ်တက်ကိုတော့ပြောထားခဲ့ပြီးတော့အိမ်ကနေပြန်လာခဲ့လိုက်တယ်တီတန်းအခန်းထဲရောက်တာနဲ့သူ့ကိုယ်ပေါ်အဝတ်တွေကိုဆွဲချုပ်ပစ်ပြီးတော့ဂရင်းမောင်မအိမ်မောင်ချနေတဲ့အသေးရဲ့ဖက်ကလေးပေါ်ခွာတက်လိုက်ပြီးတော့သူမရဲ့ညဝတ်အင်ကြီးလေးတွေကိုအတင်းဆွဲပြင်းလိုက်ရမှာအသေးအိပ်ပျော်နေရတဲ့နှုတ်သွားခဲ့ရပါတယ်ကိုကြီးဘာမှပြန်မပြေတော့ဘဲနဲ့တီတန်းတယောက်အသေးကိုကြမ်းတမ်းစွာနဲ့ပြုတ်မှုနေခဲ့ပါပြီအသေးစိတ်ထဲမှာတော့ကိုကြီးတယောက်သူမအောင်မုန်းလို့များတမင်ဒီလိုတွေလုပ်နေသလားလို့တော့မှထင်မိပါတယ်ကိုကြီးတယောက်သူမအောင်နည်းနည်းလေးတောင်မတနာတော့ဘူးလားတီတန်းရကနိုးလာတော့ဘယ်ချိန်ရှိနေပြီလဲမသိဘူးဘေးဘက်ဝင်းကျင်ကိုလှည့်ပတ်ကြည့်တော့အခန်းတစ်ခုလုံးမှောင်ပိန်းနေပြီးတော့မိုးတော့မလင်းလောက်သေးဘူးအဲ့ဒီချိန်သူကောင်းနဲ့ရောက်လာတဲ့ပုံရိပ်တရသူ့အသေးကိုမညာမတာဆက်ဆံခဲ့တာတွေကိုပြန်ပြီးတော့မြင်အောင်လာပြီးတော့အဲ့ရတက်ကနေထပြီးအခန်းနေရန်ကမိကလုတ်ကိုခက်မြင်မြန်ပဲဖွင့်ကြည့်လိုက်တယ်အိမ်နောက်သူ့ဘေးအသေးကိုငုံကြည့်လိုက်တော့သူမသူ့ကိုကြောပေးပြီးတော့ကွေးကွေးလေးအိတ်နေရှာပါတယ်သူမရဲ့လက်မောင်လေပင်နဲ့ရှင်ဘက်တွေမှာအနီရောင်အမှတ်သားတွေပွားထနေပြီးတော့သူအသေးကိုပွားဆောင်လေးကိုဆွဲဖယ်ကြည့်လိုက်တော့သူမရဲ့ရင်သားနဲ့ဖိုက်တွေပြီးတော့ပေါင်နေမှာပါအနီရောင်အမှတ်သားတွေကမြင်မကောင်းတော့အောင်ပါပဲဟာသူအသေးခန္ဓာကိုယ်လေးကိုအသားလေးပွေးလိုက်ပြီးတော့သူမသူ့ကိုမျက်လုံးလေးဖွင့်ကြည့်လာပြီးသူ့ကိုတွေ့ရတဲ့ရေဘက်ကိုအတင်းတွန်းလွတ်ကရုန်းကန်လာခဲ့ပါတယ်ဖဲလို့အသေးစိတ်ရေးထားတော့ကိုမင်းမမလုပ်တော့ဘူးနော်ဒီကံကြောင့်လို့မှသူမငြိမ်ချသွားပြီးတော့သူ့ရင်ဘက်မှာမျက်နှာအက်ကငိုပါတော့တယ်ဘာမှဖြစ်ဘူးကွာတိတ်တော့နော်မငိုပါနဲ့တော့ဒါမဲ့အသေးကစက်ငုံမိနေတော့မှာပဲသူမအတွေးနဲ့ပဲဝမ်းနေပြီးတော့ငုံမိတာပါသူမစိတ်ထဲမှာကိုကြီးကသူမကိုတမင်အနိုင်ကျင့်နေဆက်တယ်လို့ထင်နေပါတယ်မငိုပါနဲ့တော့အသေးရဲ့ကိုတောင်းမှမှာလေကွာအခုလိုမျိုးထပ်မဖြစ်စေရတော့ဘူးနော်အချိန်ကြာကြီးစိတ်ရှည်လက်ရှည်ချော့နေတဲ့အတိုင်းသူမတော်တော်နဲ့အငုံမတိတ်ခဲ့သူမငုံနေရမြင်တော့သူ့ရင်ထဲမှာလည်းလုံးဝနေလို့မကောင်းပါဘူးသူမကိုဘာလို့များသူနာကျင်အောင်လုပ်ခဲ့မိလဲဆိုတာကိုလေကိုဒေါသထွက်ပြီးအပြစ်တင်မိရဲ့အသေးကိုသူဘာဖြစ်ခဲ့လဲဆိုတာပြောသိရဲ့လားတောင်းလဲသူမစင်စားမိတော့ဘူးသူပြောလိုက်ရောသူမအလကားနေနဲ့သူ့ကိုစိတ်မချဖြစ်ပြီးပူလောင်နေရမှာမျိုးကိုလည်းသူမလို့ချင်သူမကိုသူမရဲ့ပုံစံလေးအတိုင်းပဲအေးချမ်းချမ်းဖြစ်နေတာပဲမြင်ချင်မိတာသူ့ရဲ့ဆန္ဒတစ်ခုပါညာပြင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထဲမှာအခုထိအဆိုင်ခဲကြီးဖြစ်နေတာမို့ကိုကြီးကိုဖက်မလုပ်မိဘူးကိုကြီးကုမ္ပဏီသွားတဲ့အထိအသေးအရာမထဘဲနဲ့ပေကက်ကအိတ်နေခဲ့မိပါတယ်မနေ့စာလေးထပြီးတော့မစားနိုင်တာကြောင့်မမြတက်ကပဲသူမကိုအခန်းထဲအထိမနေ့စာလာပို့ပေးပါတယ်တီးတဲ့အသေးကိုမနေ့စာသေးချာလေးကြွေးဖို့မှာခဲ့လို့ပါထားခဲ့လိုက်နော်မမြမမြတက်ကစားစရာတွေကိုစာကြည့်စပွဲပေါ်တင်ခဲ့ပြီးတော့အခန်းထဲကထွက်သွားခဲ့ပါတယ်ဒါမဲ့အသေးရတော့မနေ့စာကိုမစားမိဘူးအချိန်ကတပြေးပြေးလင်းလာတော့သူမအိယာထဲမှာနေရတာကြောပူလာပြီမို့အိယာကနေထားပြီးတော့
တပတ်တည်းကိုယူပြီးထုခန်းထဲကိုဝင်လာခဲ့လိုက်တယ်အခင်းထဲရောက်တော့ခန္ဓာကိုယ်ဘဝအဝတ်စားတွေကိုချွတ်ပြီးသူမကိုယ်ဘဝအရာတွေကိုမြင်တာနဲ့လူဟာမျက်ရည်ဝဲလာရပြန်ပါတယ်ကိုကြီးကိုအသေးအမြင့်ကတ်လိုက်တာအသေးရေမြန်ချိုးပြီးတော့လက်ပိတ်ဆွဲတာအင်ဂျီလက်ရှိလေးနဲ့ပေါင်းမရှိကိုဝစ်ပြီးအောက်ထက်ကိုဆင်းလာခဲ့လိုက်တယ်သူမအောက်ထက်ကိုရောက်တဲ့အချိန်မှာအေခဲနဲ့ကကျိုးဖုံးမြည်လာတော့အသေးသွားကန်လိုက်တော့တစ်ဖက်ကနေမမြတ်တဲ့အသေးဘလို့နေသေးလဲဗျသူမနဲ့ဆောင်စားရလားရင်းလေဆောင်ကိုကျွေးပြီးပြီလားဗျအဲ့လိုအလောရဲကြီးမေးလာတဲ့ကိုကြီးရဲ့အတန်ကိုကြားလိုက်ရပါတယ်အသေးပါကိုကြီးအော်အသေးတက်တာရဲ့လားဘာစားပြီးပြီလဲစောင်းလေကွာနေမကောင်းဖြစ်လိမ့်မယ်ကိုယ်စိတ်ဆိုးနေတော့မလားညရရကိုကြီးကသူ့ကိုယ်သူကိုလို့တုံးလိုက်တာကိုတတိထားမိပေမဲ့အသေးရင်ခုန်မှုပဲမေ့နေခဲ့တယ်ကိုနဲ့စကားမပြောချင်တော့ဘူးလားကိုကြီးဘာမှပြောစရာမရှိရင်အသေးဖုန်းချလိုက်တော့မယ်အင်းမလေးလေသာစားလိုက်အောင်နော်အသေးဘာမှပြန်မပြောတော့ဘဲနဲ့ဖုန်းချပြလိုက်ပါရီဒီတန်သူဖုန်းသူပြန်ကြည့်ပြီးတော့တက်ပြင်းနေတိတ်ချမိတယ်အသေးကစိတ်ဆိုးနေတော့သူနေလို့မတက်အောင်ဖြစ်နေရပါတယ်တကားခောက်တန်စုံမှာသူယုံကန်တကောက်ပွင့်သွားပြီးတော့ထက်မြက်သူခန်းထဲဝင်လာခဲ့တယ်လာပြီလားထက်မြက်ထိုင်အောင်သူနှုတ်ကလည်းပြောပြီးတော့လူကပါနေရထပြီးဆိုဖာမှာဝင်ထိုင်လိုက်ပါတယ်မင်းအဆင်ပြေရဲ့လားအေးကွာမင်းဒီကိစ္စကိုဟိုကောင်တွေကိုပြောလိုက်ပြီလားမပြောရသေးဘူးအေးကောင်းတယ်သူတို့မပြောနိုင်အောင်ကွာမင်းနဲ့ငါပဲသိပါစေအေးပါမင်းအောင်ဒီကိစ္စကိုဘယ်လိုထင်လဲကွာတခြားဘာရှိအောင်မလဲကွာဒါတိမ်ငွေ့မြူဆိုတဲ့မိမရဲ့စနက်ပဲနေမှာမင်းသူ့ကိုဘာလုပ်ဖို့စဉ်းစားထားလဲငါအရင်ဆုံးမသိကြအောင်တော့စောင့်ထားအောင်ပဲကွာသူကငါတန်တရားဝင်တဲ့ကိစ္စရဲ့အဓိကလူပဲသူ့ကိုငါရဲ့အနီးကပ်မှာပဲထားရမယ်ငါတန်တရားဝင်နေတဲ့အကြောင်းသူသိလို့လည်းမရဘူးသူကဘာလို့အခုလိုလုပ်တာလဲမင်းကိုကြိုက်နေရလားငါမသိဘူးကွာတေချာတော့ငါနဲ့အသေးကိုပြဿနာတက်စေချင်တဲ့သူငါတို့ကိုကွဲစေချင်တဲ့သူရှိနေလို့ငါဒီလိုတော့ဖြစ်မခံနိုင်ဘူးဟာအေးအောင်မင်းအသေးကိုချစ်မိသွားပြီလားကွာဘာအရင်တော့မင်းမဲကွာရှင်းမယ်ဆိုပြီးပြောခဲ့တာလေကွာအခုကြမှာအကွဲမခံနိုင်တော့ဘူးဆိုတော့ငါစိတ်တွေလည်းဘာဖြစ်နေမှန်းတကယ်မသိတော့ဘူးကွာငါအခုချိန်မှာတော့အသေးကိုငါအနာကနေထွက်သွားခွင့်မပေးနိုင်ဘူးငါသူ့ကိုငါပေးနာမှာပဲခေါ်ထားအောင်ပါချစ်မိသွားပြီပဲကွာမင်းတကယ်ချစ်မိသွားပြီငါတို့ပြောခဲ့ပါတယ်မင်းသူ့ကိုချစ်မိသွားရင်ဘယ်လိုလုပ်မလဲလို့အဲ့တော့မင်းဘာပြောခဲ့လဲသူ့မှာဘာမှပြန်မပြောနိုင်တော့ကဲပါငါသွားတော့မယ်မင်းလည်းစစရရတတိထားအေးတင်ငယ်ချင်းဟာဖြစ်ဖြစ်သွားထက်မြက်ပြန်သွားတာနဲ့သူဆိုပါပေါ်မှာကြောမီထိုင်းချလိုက်ပြန်နေထက်မြက်ပြောသလိုသူအသေးကိုတကယ်များချစ်မိသွားပြီလားဒီတဲ့ရင်ပြန်ရောက်တော့အသေးကအေခန်းထဲမှာ TV ကြည့်နေတော့သူအသေးစီကိုတက်တက်မဲမဲပဲရှောင်းလာခဲ့လိုက်တယ်အသေးဘာလုပ်နေရလဲသူမှမသိကြအောင်ဆောင်ပြီးတော့ TV ကြည့်နေရလေတွေ့ရတာနဲ့အသေးအခုထိကိုယ်စိတ်ဆိုးနေတော့မလားစိုးပါဘူးသူအချိန်တော်ကြာနှုတ်ဆက်သွားပြီမှညကိစ္စကိုတေချာရှင်းပြမယ်မနေ့ကကိုဆေးမိလာတာဟမ်အသက်ကိုကြီးကိုအလန်နေချားလှည့်ကြည့်လိုက်မိတယ်ဆေးမိလာတာဟုတ်လားဘသူကအခုလိုကိုကြီးကိုလောက်တာလဲဘသူကဆေးခတ်လိုက်တာလဲပြီးတော့ကိုကြီးတခုခုလုံးမလို့လာရင် तू အင်ကြီးဆောင်ဆွဲပြီးတော့အသက်ဟာအတေးမိလာတယ်အသက်စိတ်ကိုအေးအေးထားပါကွာကိုကူအေးစစ်စစ်နဲ့ပဲအဲ့ဒီအန်ဒီယန်နေလွတ်လာတယ်အစာရဲကအခုလိုအရန်စိတ်ပူနေမှာဆိုလို့ကိုမပြောခဲ့တာအခုပြောပြရဲဆိုတာအသေးကကိုစိတ်ဆိုးနေလို့အဲ့ဒါကိုမနေတတ်လို့သူစကားကြတော့အသေးသူ့ကိုမျက်လုံးဝိုင်းနေတဲ့စိုက်ကြည့်လာခဲ့ပါတယ်ကိုရပါလို့ကိုရသူမကိုဘာမှအပြောမခံဘဲနဲ့သူမရဲ့ကိုလေးကိုသူ့ရင်ခွင်ထဲမှာဆဲဖက်ပြီးတော့နှက်ကန်းလေးကိုအတင်းနမ်းလာခဲ့အသေးသူ့ရင်ဘက်ကိုတွန်းလွတ်နေရတော့မှသူမလွတ်တန်းနမ်းနေတော့မှာပဲဒီနေ့ကိုကြီးရဲ့မမေနဲ့အသေးရဲ့မမေကသူမရဲ့အိမ်ကိုရောက်လာကြတယ်။ပကိုးစားမမဆုမြတ်ကလည်းအသေးရဲ့မမေနဲ့အတူပါလာပါတယ်။အသေးရဲ့နင့်ကိုကြည့်ရလဲပြုတ်စပြင်းတော့နဲ့နင့်အောင်ကြတော့မသိဘူး။ငါတို့နင့်ကိုတော်တော်စိတ်ကုန်နေပြီသိလား။စပင်းကိုတေချာပြီးထားပြီမဲ့ညက်ကလေးနဲ့အကုန်ဆုညက်ပြီးတော့မျက်နှာဘာမှမလိမ့်ထားပေနဲ့ညိုညင်းချင်းဖြစ်ကျင်နေပြီးတော့နှက်ကန်းကဖြူဘက်ဖြူရောဖြစ်နေရဲ့သူမကိုကြည့်ပြီးမမဆုမြတ်ကကောင်းကောင်းကြည့်ဝေးပန်နေပါတယ်။မမဆုမြတ်စကားကိုတော့တော်ရင်နေရအန်တီဂျီမာလေးကဒီလောက်တောင်ချစ်စရာကောင်းတော့သူ့ရဲ့အရှိတိုင်းလေးနဲ့ကိုကသူ့ရဲ့လှပဲလေသူဘလို့နေနေချစ်တဲ့သူကချစ်မှာပဲဥပမာအန်တီရဲ့သားလို့ပေါ့အသေးမပီမသားနဲ့ပြုံးလိုက်မိပါတယ်ကိုကြီးကသူမကိုချစ်တယ်နားထောင်လို့လည်းကောင်းပြီးစိတ်ကူးရင်လို့လည်းကောင်းလိုက်တာဒေါ်ပင်းရင်ကတော့
သမီးပိန်သွားတယ်လို့ပဲအစာအောင်တေချာစားရလားအေးရောအေးရလားစားပါတယ်မိမိရဲ့အိတ်လဲအိတ်တယ်မိမိစိတ်ချင်လို့နေမှာပါဟုတ်ပါပြီတခုဆိုလဲမိမိကိုပြောနော်မင်းနဲ့ကိုလည်းပြောလို့ရတယ်မိမသားချင်းအကုန်တိုင်မလို့ရတယ်ကြားလားသမီးဟုတ်ကဲ့ပါမိမိရဲ့စိတ်မပူနဲ့နော်သူတို့မိမသားလေးအောင်စကားဆက်မြည်နေဟိုတီပြောရင်အချိန်တခုကကုန်မမသိကုန်သွားခဲ့ရတယ်အသိနက်ပြန်ကြရင်ငါနင်းစီထလာခဲ့မယ်နင်းရဲ့ပုံစံကိုငါပုံသွင်းပြီးမှဖြစ်တော့မယ်နင်ဒီပုံစံတိုင်းဆိုရင်တော့လေမကြခင်ယောက်ျားအပြစ်ခံရတော့မယ်မမစုမြတ်ကအသေးကိုသူမအမေကိုယ်ရမှာဆွဲခေါ်လာပြီးတော့ပြောတာပါဟိုတခါပုံစံဆိုရင်တော့တော်ပါပြီမမရဲ့အသေးမနေတတ်ဘူးအဲ့တော့မမအတေးစင်မေးလို့ဒါအသေးကငြိမ်နေခဲ့ရတာဟဲ့အဲ့ပုံစံတော့ဟုတ်မလားနင်ရဲ့ဟော်ရီစပင်ကြီးရဲ့မျက်နှာကိုနည်းနည်းပါးလေးပြင်တက်အောင်ရဲ့ပြီးတော့အဝေးစားတဲ့ဆိုင်ရဲ့ချိန်ပြီးမှငါညမလေးယောက်ျားအပြစ်ခံရမှာမျိုးတော့ငါအပြစ်မခံနိုင်ပါဘူးနော်မမကလည်းဘာလို့အပြစ်ခံရရဲ့ကြီးပဲပြောနေရလဲနမိတ်မရှိတာယောက်ျားဆိုတဲ့မျိုးကအလှသိမ့်ကြိုက်တာလေအလုပ်ပင်မမီလို့အိမ်ပြင်လာတဲ့အချိန်မှာကိုမိမရဲ့အလှတရားတွေကိုကြည့်ပြီးအမောဖြစ်ချင်းကြမှာပဲလေနင့်ပုံစံငါပါအမောဆိုတယ်မမကလည်းကဲအဖိုးတွေပြောမနေနဲ့ငါမနေ့ပြန်နင်းစီလာခဲ့မယ်ဒါပဲအသေးဘာမှပြန်မပြောလိုက်ရဘူးကိုကြီးပြီးမှလာတာပါတာမင်းကလေးတွေရှိနေတာမို့အသေးစိတ်မချဖြစ်နေရကြပါပြီအတူတပြေတိမ်ငွေ့မြူဆိုတဲ့မိန်းမနဲ့အကယ်၍ကိုကြီးရတာတရားရောက်ကိုမျက်စိကျသွားပြီးတော့သူမကိုထားခဲ့မယ်ဆိုရင်တော့ခက်လာကြည့်ရဲ့တကားဝင်းတန်တဲ့အတူဒေါက်ဖနဲ့တန်တထောင်တောက်ကသူနဲ့နီးကပ်လာတာနဲ့သူ့လက်ထက်အရက်ခွက်ကနှက်ကန်းသားမှရက်သွားခဲ့ဒါလင်းသူ့ကိုနောက်ကျောကနေတိုင်းဖက်လာတဲ့လက်တွေနဲ့သူ့ကြောပြင်ကိုထိကက်လာတဲ့ပါပြင်အရာလုံးကသူ့အတွက်မနှိမ့်မြို့စရာကြီးပဲမအောင်မြင်ပြန်ဦးမလားဒါနဲ့မြန်ငါ့အခုလိုလာထိရဲသေးတယ်သူစကားဆုံးတော့သူမသူ့လက်ထဲအရက်ခွက်ကိုဆွဲယူပြီးအကုန်မောတောင်းလိုက်ပြီးမှသူ့ရဲ့နှကန်းကိုပါပိုင်ဆိုးပိုင်လေးနဲ့နမ်းလာတယ်သူ့ကိုနမ်းနေကနေပြီးတော့သူမသူ့ရဲ့ရှယ်ရင်တီကျဲသွေးတွေကိုတလုံးချင်းဖြုတ်လာပြီးသူ့ရင်ဘတ်တွေကိုဖွတ်တက်လာခဲ့ပါတယ်သူမကနှကန်းအတဆင့်သူ့လေဘီနဲ့ရင်ဘတ်တွေကိုလိုက်နှမ်းပြီးမှရှင်းသိလာတာလေညီမလေးရှင်ကိုတိတ်ချစ်တာရှင်ခိုင်းလို့သာညီမအဲ့ဒီအချိန်မရဖတ်မရရင်နဲ့ဒီတန်းနဲ့သေးပန်းခက်ကြမှာလိုက်နှောက်ရှက်နေရတာတကယ်ဆိုရင်အဲ့ဒီချိန်တွေကိုမျိုးကအကျိုးရှိရှိအတုံးချပြီးတော့ရှင့်ပြီးမှပဲနေချင်တာပိုရီပြောမနေပါနဲ့ကွာသူမျိုးကိုနေရာမှာတွန်းကပ်ပြီးတော့တင်မဖုံးယုံသားလုံနဲ့သူမရဲ့ body fit လေးကိုဆွဲလန့်ပစ်လိုက်တယ်မိုးစောရှင်ဘာအတွက်ကြောင့်မြင်းနဲ့တွေ့တာဒီလိုမျိုးတူတူနေနေရလဲညီကိုချစ်လို့လားဒါမှမဟုတ်ဒီတိုင်းအတုံးချအောင်တတ်တတ်ပဲလားငါအဖိုးရီမေးတာအရန်မုန်းတာနော်ညောင်ဆွဲခံလိုက်ရတဲ့ခြေထောက်တစ်ဖက်နဲ့တူမြွေရဲ့ညီးတန်လေးသူမရဲ့ညီးတန်စားတခြားတယောက်ရဲ့ညီးတန်ကိုသာသူပို့ပြီးတော့ကြားကြံမိတာတခြားတယောက်ကိုပဲသူကအကျဉ်းသားတွေအပြည့်နဲ့ဆက်ဆံကျင်တာပါတိမ်ဝိမျိုးမဟုတ်ဘဲနဲ့တခြားတယောက်ကိုပေါ့သူ့အယုံထဲမှာလဲပုံရိပ်တချို့ကဖြစ်ပြေးလို့နေတယ်ကလေးလေးမကြောက်နဲ့နော်မမကလေးလေးကိုခေါ်သွားမှာမမကလေးလေးကိုအစားအစာတိကျကြည့်ပြီးတော့ဂိမ်းဆိုင်မယ်သိလားသူ့ရဲ့ဘေးတစ်စောင်းအနေထားမှာရက်နေတဲ့သူမမျက်နှာကစပီနီနဲ့ကွယ်နေလို့မမြင်ရဘူးအင်ကြီးလက်ပြက်လေးဝေထားတာမို့လက်မောင်းကအမက်ကလေးကိုတော့သူသေးချာတဲတဲကွက်ကွက်တွေ့လိုက်ရတယ်သူ့အိမ်နဲ့မလန့်မကန့်မှာသူ့ရဲ့ခွေးလေးကိုပိုက်ပြီးတော့ကလေးလေးချင်းမိုးမွနေအောင်ခေါ်နေတဲ့ကောင်မလေးကိုကြည့်ပြီးတော့သူပြုံးမိနေတော့မှပဲသမီးရေလာတော့လေကွယ်အဲ့လိုသူမဘေးမှာရထားတဲ့ကားပေါ်ကနေအမျိုးသမီးတယောက်လမ်းခေါ်လိုက်တာကြောင့်သူမခွေးလေးကိုပိုက်ပြီးအဲ့ဒီကားပေါ်တက်သွားခဲ့ဟာငါခွေးလေးသူတတိပြန်ဝင်လာတဲ့အချိန်မှာတော့သူမတို့ကားလေးကခလန်းလန်းကိုရောက်နေပါပြီသွားပါပြီကွာသူ့ဘေးကသူ့ရဲ့အသက်16နှစ်ပြည့်တော့ကမွေးနေ့လက်ဆောင်အနေနဲ့ဝယ်ပေးထားတဲ့ခွေးလေးကသူမလက်ထဲကိုရောက်သွားခဲ့ပြီအဲ့ဒီတော့သူ့အာယုံထဲမှာအမြဲတမ်းထင်မှတ်နေတာကသူမလက်မောင်းကအမှတ်ကလေးမထင်မှတ်ဘဲနဲ့အဲ့ဒီအမှတ်ကလေးပိုင်ရှင်ကအသေးဖြစ်နေခဲ့ပြီးတော့သူသေးရဲ့နေရာနေစပြီးတော့သူကတခြားတစ်ယောက်ပိုင်ဖြစ်နေခဲ့ပြီအရင်တည်းကရှိခဲ့ဘူးတဲ့စိတ်ကစားချက်ကြောင့်လားမသိပေမဲ့သူအခုအသေးကိုအရင်ပိုင်ဆိုင်ချင်နေပါတယ်သူ့ကိုကြားကူလေးကောင်းမဲပျော့ပျော့ဒူးသားနာတော့ကောင်းလို့ပဲစွတ်စွတ်သူအသေးကိုရမအောင်ဖြစ်မယ်သူရန်ကိုယူသူဆွဲလန်းနေမိတဲ့သူမကြခင်သူ့လက်ထဲရောက်လာစေရမယ်မမစုမြတ်ကသူ့စကားအတိုင်းပဲအသေးကိုပြန်လဲပုံသွင်းပေးဖို့ဆိုပြီးအိမ်တိုင်ရောက်လာခေါ်ပါတယ်သူမရဲ့သပင်ကိုယာယီမဟုတ်တော့ဘဲနဲ့အမြဲတမ်းတက်တစ်ခါလေးကောက်ပေးပြီးတော့မျက်နှာကို skin care နည်းရွာတင်ပေးတယ်အဝေးစားကိုလည်းသူမနဲ့လိုက်ဖက်မဲ့ပုံတွေကိုပဲတေချာရွေးချယ်ဝယ်ယူပေးပြီးတော့အရန်ကမှဆွဲဆောင်မှုရှိတဲ့အကျွေးဝတ်တွေကိုပါဝယ်ပေးလိုက်တယ်
ကိုကြီးကိုဆွဲဆောင်လို့ရအောင်နဲ့သူမအရင်ကြီးကလပ်သွားအောင်ပြောင်းလဲသွားတာမဟုတ်ဘဲနဲ့အနှင်းငယ်လေးပဲပြောင်းလဲသွားတာဆိုပေမဲ့အသေးကိုတော့စိတ်တိုင်းချမိပါတယ်မမတက်ကလည်းသူမကိုလှတယ်တဲ့ညနေကိုကြီးအိမ်ပြန်ရောက်တော့အသေးကအပြေးလာထွက်ကြရာမိုးပြရောင်ချီကဝင်ဒူးပုံလေးနဲ့သူမကိုကြီးကကောင်းစားချေကြုံကြည့်လာပြီးတော့ဒီနေ့လှလို့ပါလို့ပါလားနှကန်းညီလဲဆိုတာသိတယ်အမေမျက်ခုံးလဲပုံဖော်ထားသေးတာပဲဟုတ်မမစုမြတ်ပြင်မေးထားတာနောက်ဆိုဒီလိုပဲနေတော့တဲ့ဟုတ်တယ်လှတယ်ဒီပုံစံလေးနဲ့ပို့လိုက်တယ်ကလေးလေးနဲ့တူတယ်တကယ်လားယင်ဒီတန်းသူမရဲ့ခန္ဓာကိုယ်လေးကိုစိတ်ကနေပွေ့ချပြီးတော့အေကန်နဲ့ခေါ်လာပြီးစူပါပေါ်မှာအတာတင်ပေးလိုက်တယ်ကိုကြီးတော့မမြတ်တက်လာရင်မြင်သွားလိမ့်မယ်မမြင်ပါဘူးသူ့ကိုမထားပြီးသားကျွန်တော်အိမ်ပြန်ရောက်တာနဲ့မမြတ်တဲ့အခန်းထဲကထွက်မလာနဲ့တော့လို့ဘာလို့လို့မှားထားရလဲကို့အသေးကိုစားနေတော့သူမြင်သွားမှဆိုလို့လေကို့စိတ်ကိုမယုံလို့အခုတော့တအားစားနေပြီပြောဆိုနဲ့ကိုကြီးကသူမရဲ့နှကန်းလေးတွေကိုငုံထွေးလာပြီးတော့အင်ဂျီစလေးကိုဆွဲပြုတ်ကခါနာတိဆွဲချလိုက်ပါတယ်ကိုကြီးလူမြင်ကိုကြီးမှမလောက်ပါနဲ့အသက်ရှက်တယ်ဒီမှာအရသာပိုးရှိရဲကွာကိုကြီးနော်အသေးညင်းလဲအပူပါပဲဘာလို့နဲ့သူမနဲ့ကိုကြီးလက်ထပ်တာတော့မှ2 လပြည့်ခဲ့ပြီဒီနေ့အတွက်သူမကိုကြီးစီရမယ့်အရာကိုကြီးရဲ့ရမက်တွေကလည်းတခြားဘာမှမရှိနိုင်ဘူးလို့ထင်ထားခဲ့တာပါတလားပြေတော့ကလည်းသူမကိုကြီးထံကနေဘာမှမရခဲ့ဘူးလေဒါပေမဲ့အသေးဒီနေ့ကကိုလက်ထက်တာ2 လပြည့်ပြီနော်အဲဒါကြောင့်ကိုအသေးအတွက်လက်ဆောင်ဝယ်လာခဲ့တယ်သူမဂရင်ဘောကနေခြေချထိုင်လိုက်တယ်ကိုကြီးကသူမနာကြောကနေကတ်ထိုင်ပြီးတော့သူမရဲ့ပကုံးပေါ်မှာမေးတင်ပြီးပြောလာတာကြောင့်အသက်ရင်တွေကနှလုံးသားတစ်ခုလုံးအပြင်းခုန်ထွက်တော့မလို့မျိုးအခုမြန်လာရပါတယ်ကိုကြီးလက်တစ်ဖက်ကသူမရဲ့ပိုင်လေးကိုဖတ်ထားပြန်တယ်ဘာလို့ထင်လဲမသိဘူးလေကိုကြီးကသူမရှိမှခြေပြားထောင်ထိုင်ချလိုက်ပြီးတော့သူမရဲ့ခြေထောက်လေးတွေကိုဆွဲယူပြီးတော့သူအင်းကျအိတ်ကတည်းကဖူချင်းလေးတစ်ခုကိုဆွဲထုတ်လိုက်တယ်ကမာကွန်လေးတွေပလဲလုံးသေးသေးလေးတွေအပြင်စိန်ပွင့်လေးတွေမြုပ်ထားတဲ့ကျင်ငါးလေးပါတဲ့အဲ့ဒီဖူချင်းလေးကတော်လေးချစ်စရာကောင်းလို့ပါတယ်ဒီတန်တယောက်သူမရဲ့ခြေချင်းကိုလေမှာဖူချင်းလေးကိုဝှပေးပြီးတာနဲ့သူမရဲ့ခြေပုံမိုးလေးကိုနမ်းလိုက်တော့အသေးကခြေထောက်လေးကိုမရမကရုံးတယ်ကိုကြီးအဲ့လိုမလုပ်ပါနဲ့မယုံလိုက်ရင်တခြားအရာတွေထိတောင်မှလုပ်ခဲ့ပြီးရဲ့တဲ့ရဒီခြေထောက်နမ်းတာလောက်ကတော့စကားရအောင်ထိတ်မပြောပါနဲ့တော့ကိုကြီးနော်အသေးမျက်နှာလေးကရှက်ရွံသွားဟန်နေနဲ့ပြည့်နေသွားပြီးတော့မျက်လွှာလေးချထားတာကြောင့်ဒီတန်းသူမဘေးမှာဝင်ထိုင်ပြီးတော့ညထင်လေးကိုနမ်းကသူမနဲ့အချစ်ကြီးစားဖို့အတွက်စတင်လိုက်ပါရယ်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီတန်းရဲ့အသေးလေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဒီဇိုင်းပရိသတ်များအားလုံးလည်းကြည့်ရှိနေသေးတဲ့အပိုင်းလေးကိုနောက်နေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာမို့အားလုံးကစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်